ပရိသတ်အားလုံးမင်္ဂလာပါရှင်မြင့် YouTube channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်စာအုပ်လေးကတော့စာရေးဆရာရွှေမင်းတနုပြည့်စာရေးဆရာရွှေမင်းတနုပြည့်အများစားတွတ်ပြီးကျွန်ုပ်နဲ့ငါးဆိုင်အောင်ပရမကြီးဆိုတဲ့စာအုပ်လေးစက်သိမ်းပိုင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စာအုပ်လေးကိုမတင်ဆက်ခင်မှာကျွန်တော်တို့ YouTube channel လေးကို like and subscribe လေးနှိပ်သွားပေးကြဖို့တောင်းဆိုချင်ပါတယ်ဒါရောအပိတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ညကမှောင်မိုက်နေသည်အလင်းရောင်ကမပီဘူးတော့ညကတောက်လောင်ခဲ့ရမိပုံကမိရှိကတငွေ့ငွေ့သာချမ်းခဲ့တော်သည်မျက်လုံးပိုက်ရှင်တော်ဟာကြီးများကကျွန်ုပ်တို့လက်စင်အောင်ရောက်ခဲ့ချီပြီးတကားတော်ဟာများသည်မိဘုံပေးပတ်ပတ်လက်ကိုလှည့်ရင်ယုံရင်းဆန်ကပ်ဖြစ်နေသည်အကောင်ကြီးကနှစ်ကောင်တယ်တိုင်ကြီးလုံးပမာလောက်ရှိသည်အလျားကတိတ်မရှိကြည့်ရသည်ကတော့မွေနဲ့မတူလားမွေဆိုလေလုံးဘက်ကတုတ်တလောက်အလျားကရှိရမည်ယခုမူတိုင်ကြီးလုံးပမာဏရှိတော်လဲအလျားကမူတုတ်ပူလာသည်လှုပ်ရှားမှုကတော့ကြမ်းတမ်းလာသည်နှာမုတ်လန်တရှုပ်ရှုပ်ကဖားဖို့ပြင်းပြင်းဆွဲသည်နဲ့မြေပြင်တွေရောက်ရက်ခက်လှည့်ပတ်နေသည်မှာမြေနဲ့ဒုက္ခနာကိုဖွတ်တိုက်တန်ကတရှိရှိမြင်နေတော့၏ဆက်တော့ပြရတော့မလားနေအောင်ချက်ကောင်းကိုစောင့်မြတော်နဲ့ရွှေကျော်ကတခါမှမကြုံမှုသောရေမှုစိတ်လှုပ်ရှားကခြောက်ချားနေသည်တောကနှက်တဲ့ပြင်နှစ်ချို့တိရစ္ဆာန်ကြီးများကဤသို့ကြောက်မဖွယ်ပေါ်လာတတ်မြင်ဟာမောကြည့်နေတယ်ဗျအမလေးလေးအကောင်ကြီးများကတရှူးရှူးအနံ့ခံနေရမှာကျွန်ုပ်တို့လက်စင်ကိုတွေ့သွားပြီးမော့ကြည့်နေသည်သူတို့မျက်လုံးစုံကကျွန်ုပ်တို့ကိုဆက်လိုက်ပြီးထိုးသားနေနဲ့အထီးဖြန့်သူအကောင်ကြီးသည်ရုပ်ချင်းပင်ပင်စီနာတိုးကွက်လာခါတပ်ပိန်မော်ကိုကျင်းလဲစွာတက်လာတော့သည်တကောင်ကမိဘုံပွေးနဲ့စောက်ကြံရသည်အမလေးတက်လာပြီဗျလင်းစင်ပေါ်မှာစီးကြည့်ရာတိုင်လုံးပမာဏရှိသောအကောင်ကြီးမိတဝင်းဝင်းမျက်လုံးနှလုံးကိုတဖြည်းဖြည်းနီးကပ်စွာတွင်းမြင်နေရသည်မှာတုံတိုင်အသေးငယ်သူကိုလက်ပြန်လွှတ်စင်သွားစီသောမြင်ကွင်းနဲ့မျက်လုံးကိုချိန်ပြဟဲ့ကျွန်ုပ်တို့လည်းအချိန်ဆိုင်မနေတော့ပဲဆက်လိုက်နဲ့လုံးဝနေသောမီးလုံးကြီးကိုချိန်ပစ်ချလိုက်တော့သည်ဒိန်တနက်ဖြစ်သုံးချက်အနိကအပြစ်ခံလိုက်ရသောမျက်လုံးကြီးနှလုံးမှာရုတ်တရက်အမှောင်ကျသွားတော့သည်ဆက်လိုက်တာဆိုရင်ချွန်လန်းကလေးမှန်ကွဲသံများကြားရတော့မည်ပြေးတက်လာသောအကောင်ကြီးကအယုတ်ကျိုးပြက်မြေပြင်သို့ပြုတ်ကျသွားတော့သည်ဒုံဘုံအကောင်ကြီးနဲ့မြေပြင်ထိတွေ့သည့်အတန်ကတိုးလဲတန်ကြီးလားပုံဝန်းကျင်ကိုတုံခါသွားစီတော့သည်တော်ပါသေးရဲ့ပြုတ်ကျသွားလို့အသက်ငိနေပြီဖြစ်သောထိုးတော်ကြီးနာကျင်စွာညည်းတံတပင်များကိုအညှို့ကြီးကြီးဖြင့်တွန့်လင်ရစ်ပတ်ခြေမော့ပစ်တံမြေပြင်ကိုခန္ဓာကိုယ်ကြီးဖြင့်တဘုံဘုံရိုက်တံလို့သာမင်းမှုကကြီးစွန်းတော်သည်ကဘာပြက်နေသလားဟကြံမကအချိန်နေမှန်တော့သည်ဖြင့်ဥဒိယမရှိပြေးထွက်သွားတော်သည်ထူးဆန်းပါပဲဗျာဘာကောင်ကြီးလက်ဆက်တော့လင်းမပဲသိရမှာပဲဗျာကျွန်ုပ်ထင်တာကတော့တောကင်းတွေတို့မြေတွင်းအောင်းကောင်တစ်ကောင်ဖြစ်နေမှာပါပဲသူကအဝေးကြီးကနေပြီးကျွန်ုပ်တို့စီကိုဘာလို့ဥတီလာနိုင်လဲဆရာတော့ဟုတ်ပါအဲ့ဆိုးစိဒုံးမြန်ကြနေတာပဲပြစ်မှတ်ကိုရှာတာလာတတ်တယ်နော်ဟင်းဘာဖြစ်လို့လဲဆိုတော့ဟောဒီဟာကြောက်ပဲဗျကျွန်ုပ်ကအနောက်ဘက်တက်ကိုင်းတွင်တွဲလောင်းချိတ်ထားသောဝတ်သားကင်ကိုပြလိုက်သည်ဝတ်သားကင်နန်းကယခုတည်းမှုေးပြတ်နေစေဒီဝက်ကင်ကြောင့်ဟုတ်ပါဝတ်သားကင်အနံကတိတ်မှုေးပြတ်နေတော့ဒီလိုအနံ့ကန်ကောင်းတဲ့တော်ဟာကြီးတွေတရေကြပြီးတော့ဝတ်သားကင်ရှိတဲ့နေရာကိုရောက်လာတော့တာပေါ့ဗျာဖြစ်နိုင်တယ်ဗျအမလေးလေးဝက်ကလည်းစုပြီးအစီများတော့အနံ့လေးကမှုေးနေတော့တာကိုဒါပေမဲ့ဒီဝတ်သားကင်ကိုဘယ်လိုလုပ်ပြကြမလဲဆရာတော့ဘာဖြစ်လို့လဲသူ့နံ့ကအခုတည်းမှုေးနေတော့တော်ကြနောက်ထပ်တော်ကြီးတွေထက်ရောက်လာမှလားလို့ဟုတ်တယ်အဲ့တော့ဒီဝက်ကင်နံ့ကိုသူတို့တွေမရအောင်လုံးစရာတနည်းပဲရှိတယ်ဘာလဲမြင်းမြုပ်ပြရမလားဆရာတော့တုံးပါကိုမြတော့ရမြင်းမြုပ်ပြတာထက်ကောင်းတဲ့နည်းလမ်းရှိပါတယ်ဘာနည်းလဲဟောဒီလိုပါဇက်တဲထည့်ပြီးတော့ဘိုက်ထဲသွင်းလိုက်ထားလိုက်ရင်ပေါ့ကွာဟာဟုတ်ပါဗျိုကျွန်တော်ဖြစ်လုံပုံကိုမတွေးမိဘူးဒါဆိုဘိုက်လဲဝါသူတို့လည်းအနမ်းမရတော့ဘူးဗျောဟာကျွန်တော်တို့လည်းဝတ်သားကင်ကိုအောင်မိုးမှာထား၍တယောက်တစ်ဖက်တွေ့လိုက်ကြရာခဏချင်းပင်ဝတ်သားကင်နဲ့ကုံလေတော့သည်ကျွန်ုပ်တို့လက်ဥပေးလို့သာပဲအခုလိုတောဝတ်သားကင်လေးကိုစားလိုက်ရတာဗျိုဒီတော်ကြီးသာလက်ဥသွားရင်တော့တောဝတ်သားကင်ရောကျွန်ုပ်တို့ကိုပါသူစားသွားမှာဗျာဟာ
ပေါ့ပါလန်းဆောင်စွာရီမောလိုက်တန်သည်နနက်အာယုံ၏အလင်းရောင်ဖြစ်ဖြစ်နှင့်အတူလေဟုန်စီးသွားတော်သည်ရောင်နေကပြုတ်ခဲ့ချေပြီးပတ်ဝန်းကျင်ကတစတစလင်းကျင်လာလေပြီကျင်းငတ်တို့၏အိယာထတေးသံတို့ကလည်းစူညံလာ၏အလင်းရောင်လာသည်နှင့်အောက်မှသတ္တဝါကြီးကလည်းရုပ်လုံးပေါ်လာချေပြီးအပေါ်မှစီးကြည့်ရာတွင်တုံးလုံးလဲနေသောယထာတွဲကြီးပမာတယ်ကျွန်ုပ်တို့လည်းလင့်ပေါ်မှဆင်းခဲ့ကြသည်သတ္တဝါကြီးကကြီးမားသလောက်ယွန်ရှာပွေလဲကောင်းလာသည်တိုင်မီလုံးလောက်အဆက်ပိုင်းများက10ပိုင်းထိပါဝင်သည်မျက်လုံးကချစ်ကမီးသီးလောက်ရှိသည်မျက်လုံးများကတနက်ဒဏ်ရာများဖြင့်ပေါက်ထွက်နေသည်ညာဘက်မျက်လုံးတွင်ဘိုက်ကလေး၏ဓမြောင်ကအယိုးထီကောင်မြုပ်ဝင်နေသည်ဘိုက်ကလေးကသူ့ဓမြောင်ကိုဆွဲနှုတ်လိုက်သည်ကောင်းလိုက်တဲ့ဓာချက်ဗျာပါဇက်ထဲမှအစိုးအကြီးများကကြောက်မက်ဖွယ်ထွက်ပေါ်နေသည်တကူလုံးကိုမှုကြမ်းကြီးများဖုံးအုပ်ထားသည်ခြေချောင်းများကအများကြီးခြေချောင်းတစ်ချောင်းတစ်ချောင်းကလည်းနှစ်သားကလေး6လောက်ရှိပြီနှစ်ချုပ်ကင်းချီများကြီးပဲအသားညှော်နှမ်းရပြီးတော့စားကျင်စုံနဲ့ပြေးလာတာပဲညာကကျွန်တော်တို့အရင်နေ့ကရင်မတွေးရစရာပဲဟုတ်ပါညတော့ကဆက်ဆက်စုပေချိုးပေတိုင်းကြီးဟာပေ30တောင်ကျော်သေးတယ်ဗျအံ့ဩစရာပဲကြောက်မက်ဖွယ်နှစ်ချုပ်ကင်းချီများကြီးကိုကြောက်ခိုင်းပြီးခီးဆက်ခဲ့ကြသည်ဆင်းသေးကူကမဝေးတော့နှစ်ချုပ်ကင်းချီများကြီးနဲ့တွေ့ခဲ့ရပြီနော်ကျွန်ုပ်တို့လည်းအသားများကိုမိခင်ဖုတ်ချင်ကမစားဝန်တော့ပါလာတော့စီသက်ဘူးများကိုသာစားတော့ရသည်တင့်တယ်ရတော့သည်စီသက်ဘူးစားခြင်းလို့အသေးအတန်လိုက်လာမဲ့တောကောင်တော့မရှိဒီကောင်းပါဘူးနော်ဆက်တော့ဟဲဟုတ်ပါဒါတွေကအန်ဒီရကင်းတယ်ဗျာအနံ့ကိုမထွက်ဘူးနေ့တော့ကြောက်ခီးပြင်းနှင်လိုက်တော့စင်သေးကူကိုတွေ့လိုက်ရသည်အေယမတောင်ကြီးကိုအတွင်းမှလှိုင်းဦးတနံဖြစ်နေပုံတွေတောင်ကြီးကစင်ရိုင်းကြီးတကောင်ရက်နေသည်ဟန်စစ်စင်တူကြီးကျွန်ုပ်တို့လူတိုင်းလည်းစင်သေးကူကိုလှမ်းမြော်ကြည့်ရင်အံ့ဩပနံဖြစ်နေကြသည်တစ်ပင်တဲအုပ်တို့အလဲမှစင်သေးကူကအထီးတဲ့ရက်နေသည်လှိုင်းကူဝကိုရောက်ခဲ့ကြသည်ဂူတွင်း၌ကမှောင်မဲနေတဲ့ဖြင့်ကျွန်ုပ်တို့လည်းအားကောင်းလာသောဘက်ထရီမီးများထုတ်ကဂူတွင်းကိုဝင်ခဲ့ကြသည်ဝီဖလဖလဖလရုတ်တရက်မမဲရာကြီးများကကျွန်ုပ်တို့၏မျက်နှာနှင့်ခန္ဓာကိုယ်များကိုအတင်းတိုးဝှက်ထွက်လာသည်အာဟာဘာတွေလဲဟံဓမီပြလိုက်ထိုးကြည့်မှာလင်းဆွဲကြီးများဖြစ်နေကြောင်းတွေ့ရသည်လင်းဆွဲကြီးများကဓမီရောင်ကြောင့်လန့်ဖြန့်ပြီးဂူပြင်ကိုပြန်ထွက်လာကြခြင်းဖြစ်သည်လင်းဆွဲတွေဟာတော်ပါသေးရဲ့ဆိတ်ဆက်ဝင်ခဲ့ကြရာတနေရာရောက်တွင်ဟာဟင်းမြတုံးနဲ့ရွှေကျော်တို့ပါဇက်ဟောင်းသားအဖြစ်မဖြစ်လဲမခံတော့ဓမီရောင်အောင်၌မြင်လိုက်ရသည်ကတော့တောင်မုံရမုံဖြစ်နေသောဆင်းရိုးများဆင်းဆွဲများဟာဆင်သိန်းကြိုင်ဟုတ်မဟုတ်တော့အတက်မပြောနိုင်ဘူးပဲဒီကူထဲမှာဆင်ရိုးဆင်းဆွဲတွေတောင်မုံရမုံဖြစ်နေတာခမရတို့မြင်ပြီမဟုတ်လားဒါဆိုဆင်းဆွဲတွေနိုင်တော့တွေ့သွားကြရင်မကောင်းဘူးလားမြတ်တော့ဟာငါတို့လာတဲ့ရွေချက်ကဗရမ ्या ကြီးကိုရှာဖို့ကွာဒီဆင်းဆွဲကဗရမ ्या ကြီးနဲ့ဆိုင်ရင်ဘယ်လောက်ရမှာလဲပြီးတော့ဒီခီးကျန်းကြီးမှာဘယ်လောက်တင်နိုင်မှာမို့လို့လဲခေါင်းရှိစမ်းပါဟောက်လိုက်တာနော်အေးကွာဒီဟာကလက်ငင်းမြင်ရပြီးတော့ဗရမ ्या ကတော့ဘယ်စီနေမှမသိသေးတော့ဟာမြေပုံနဲ့လာတာကွာတွေ့ရမှာပေါ့လာသွားစို့အေးပါကွာရွှေကျော်ကမြတ်တော့မလွန်ဆန်ရွတ်တာခေါင်းညစ်လိုက်ရသည်ဆင်ဆွယ်များကိုကြည့်ရင်မချစ်မရဲဖြစ်နေကျွန်ုပ်တို့လည်းခရီးဖိတ်၍နေမည်ဆိုသည်ဖြင့်စင်သေးကူတွင်းမှပြန်ထွက်ခါရှေ့ခရီးကိုဆက်ခဲ့ကြသည်စစ်စီတွင်ကမှုံတော်လှလုံးလည်းဗရမ ्या ရှိရာတောအုပ်ကိုရောက်ပြီတောင်ခါးပန်းပြက်ကြီးကိုဖျက်လျှောက်ရသည်တောင်ကျောက်သားနေရန်သည်အောက်စီကိုတမျောတခေါ်နှိပ်ကျပဲ့ဆင်းသွားသည်ဟိုးအောက်စီတွင်မြေခိုးတွေဝေတီကာဆိုင်နေသည်လေသည်ဟူးဟူးရရတိုက်ခတ်နေသည်ကျွန်ုပ်တို့လည်းဝေတီမြင့်မာသောတောင်ကျောပြက်ပေါ်တွင်စခန်းချကြသည်ထို့မှတောင်အောက်ကိုဆင်းရမည်ဖြစ်သည်ဒီနားကလေကွယ်တယ်ဒီမှာစခန်းချကြတာပေါ့ဟုတ်ကဲ့ရွှေကျော်နဲ့မြတော်ကရွက်ပြင်တဲကိုဝင်လိုက်သည်ဘိုက်ကလေးကဝါကြီးလောက်ဆွဲကရေရှာထွက်သည်တိတ်ဝေးဝေးလည်းမသွားနဲ့နော်ဘိုက်ကလေးကျွန်ုပ်ကလေးတိုက်စားသည်ပြီးပြောင်ချောနေသောကြောက်တုံးကြီးပေါ်ထိုင်ကတဘာဝလှကိုအားရပါရရှုသွားနေသည်ဆက်တော့ဗရမ ्या ကြီးရှိတဲ့နေရာနဲ့တော့နီးလာပြီးတော့နော်ဟုတ်ပါနောက်3-4ရက်လောက်ခီးပြည့်နိုင်လိုက်ရင်တော့ရောက်ပြီပေါ့မြေပုံရတော့ဒီမှုံပွားလိုဟာနောက်ဆုံးသိငေတာပဲဗ
ဗရမ ्या ကြီးရရင်တော့တထိပ်ဖြစ်ပြီပဲစီးပွားရေးလုပ်ငန်းတွေလုပ်မယ်အပြက်ကင်းမယ်ကြီးပွားအောင်မယ်ငွေပေါ်သူ့အတွက်ကျွန်တော်စိတ်မကောင်းဘူးဗျာမြတ်တော်ကပြောရင်းနဲ့မျက်နှာညှိုးသွားသည်ကျွန်ုပ်နားကိုကလေတိုးတံဖြင့်ငွေပေါ်ဖောင်ပေါ်ကချတဲ့ကိစ္စမှာခေါကောင်ရွှေကျော်လက်ချက်မကင်းဘူးထင်တယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကသူတို့ကိုကြောခိုင်းထားရတော့နောက်ကအဖြစ်အပျက်ကိုအမှန်မသိနိုင်ဘူးလေမြတ်တော်ကရွှေကျော်ကိုတင်ကမကင်းဖြစ်နေသည်ကျွန်ုပ်ကလည်းသိမတင်ကတက်သေးတာတကားမရှိတဲ့ဖြင့်ရင်းကိစ္စကိုကျိုးရှိရှိလှန်ထားရုံမှအခြားမရှိမသေးကြဘဲနဲ့ဆွဆွဲလို့ကလည်းမသိမ့်ပေဘူးကျွန်ုပ်ကလူကြီးစကားဆိုပြသည်အဲ့ဒီလိုလဲတေချာပေါက်ကောက်ချက်ကြလို့မဖြစ်သေးဘူးလေငွေပေါ်ကသူ့ဘာသာသူခြေကျော်လက်ချော်ဖြစ်သွားတာကလည်းဖြစ်နိုင်တာပဲမဟုတ်လားကျွန်တော်တော့မထင်ဘူးဗျာအေးလေအချိန်ကတော့စကားပြောပြီးလိမ့်မှာပေါ့ဘက်ကလေးရေခတ်ပြီးပြန်လာသည်နှင့်ကျွန်ုပ်တို့လည်းနနက်စာကိုစီးသက်ပူများပြောဝမ်းဖြည့်ပြီးတရီတမောအိတ်ဆက်ကအနားယူကြသည်အတန်ကြာတော့မြတ်တော်ကအပေါ့သွားသလိုဟာမြအပြင်ထွက်သွားသည်ရွှေကျော်ကတော့တချူရှုပြီးအိတ်မောကြနေသည်ဘက်ကလေးကကြောက်တုံတုံပြီးတွေမှီရင်ကင်းဆောင်နေသည်ကျွန်ုပ်လည်းမေးပြီးအိပ်ပျော်သွားသည်ဟာဆက်တော့ထားပြထားအော်တန်းကြောင့်လက်နူသွားသည်ကျွန်ုပ်ဘေးကိုလူရိတ်တကူလက်ကနေညှင်းသားစွာဝင်လာပြီးလှည့်အိတ်လိုက်သည်ရွှေကျော်တယ်ဆက်တော့ကြောက်တုံကြီးလှိတ်ဆင်းသွားတယ်ထားကြောက်တုံကြီးလှိတ်ဆင်းသွားလို့များမင်းပေါ်ကြောက်တော့ဒီလောက်အော်နေရတာလားကွာကျွန်တော်ပေါ်တော့မဟုတ်ဘူးဗျဒါပေမဲ့ညတော့ပေါ်တက်ကြောက်သွားလို့ဟေးထိုစဉ်ညတော့စင်ကြီးရောလေးမှအထိတ်လန့်တကြားတက်လာသည်ကံကောင်းလို့မျိုးကျွန်တော်အပေါ့သွားနေတော့ကြောက်တုံကြီးကကျွန်တော်ရှိရာတက်ကိုလှိတ်ဆင်းလာတာအရှောင်မြန်လို့ပေါ့ဗျာမမြန်ရင်တော့တောင်းအောင်ကျသွားပြီးအယိုးတစ်ချအသားတစ်ချက်ဖြစ်လာပြီကြောက်တုံကြီးကဘာလို့ပြုတ်တက်လာရတာတော့မသိဘူးလေဗျာကျွန်တော်ထင်တော့ကြောက်တုံကြီးဟာသူ့ဘာသာတော့ချိန်သားကိုက်ပြီးတော့မကြတော့ဘူးထင်တယ်ရွှေဖြင့်တွဲတွဲမှာရွှေကြောကြီးဟောက်တံကထပ်ပေါ်လာတော့သည်မြတ်တော်ကတစုံတစ်ခုကိုတွေးမိလိုက်သလိုမျက်နာကတင်းမာသွားသည်ကျွန်ုပ်ဖို့လည်းအဖြေတစ်ခုကိုတွေးရှိလိုက်သလိုပင်နေ့လယ်လောက်ကလေးကတောင်ခပန်းပြက်မှဆင်းခဲ့ကြသည်တောင်ခပန်းပြက်ပေါ်မှာလမ်းရှာကဆင်းခဲ့ကြခြင်းဖြစ်သည်အစင်းလန်းကအတက်လောက်မခက်ခဲ့၆တွေ့ရသည်မို့ခြေချောင်းမှမပူရဖြည်းဖြည်းလေးဆင်းခဲ့ကြသည်လန်တဝတ်တွင်ပင်ညှိနှက်ခဲ့သည်အတန်ကျဲသောကြောက်တောင်ဆောင်နှင့်စခန်းချကြသည်ညနေစာကိုမှောင်မဲတွင်ပင်စားလိုက်ရသည်နေဝင်သည်နှင့်အေးတက်ကလွှမ်းကြုံလာသည်တောင်ဆောင်မှုလေပြင်းသည်ဟူးရတိုက်ခတ်နေသည်ညဦးပိုင်းကင်းကရွှေကြော်တယ်နေ့လယ်ကပင်မသဖြင့်ကျွန်ုပ်ဘက်ကလေးညလုံးလုံးမှာနှိမ့်ချက်အိတ်မောကြနေသည်ဝေါဒိုင်းရုတ်တရက်လက်နူတော့တနတ်တန်နဲ့ကြားတန်တို့ကိုတွေးလိုက်ရသလိုပဲညတော့ဘက်ကလေးထကြားတန်ကြတယ်ကျွန်ုပ်လည်းတနတ်ဆွဲပြီးရွက်ပြင်တဲပြင်ကိုထွက်လိုက်သည်မှုံပြက်မီးအောင်အောက်တွင်မြင်လိုက်ရသည်ကကြားတကောင်နဲ့လုံးထွေးနေသောရွှေကြောလူနဲ့ကြားလုံးထွေးနေသည်မို့ကျွန်ုပ်မှပြစ်တာမိဖြစ်ကွင်းကိုရှာဖို့နေစဉ်ကလစ်တနတ်မောင်းမှတင်ကြားလိုက်ရလည်းလှည့်ကြည့်လိုက်ရမြတော့မဖြစ်နဲ့လူကိုမှန်နေဦးမယ်ဟာမဖြစ်ရင်ကြားခိုက်တက်သွားမှာပေါ့ဒိုင်းကိုရရန်ပောက်ကွယ်တန်ကြီးကစူညံသွားသည်ကြားကလက်ကနေခုံထွက်သွားသည်လူအုပ်များသည်ကြားကတိတ်ဆောင်သွားသည်ရွှေကြော်ကမြေပြင်တွင်ပတ်လာကလေးကြားကိုက်တိုင်ရန်ကြောက်လာမဟုတ်ရင်ဘတ်တွင်မြတ်တော်၏ကြည်စံရာဟာတကယ်ချင်းမင်းကိုထိသွားတယ်ငါကြားကိုပြစ်လိုက်တာပါကွာစိုးရင်စိတ်နဲ့လုံးကြီးပြစ်လိုက်တာမင်းကိုမတော်စားမင်းလက်ဦးသွားပြန်မော်တယောက်ရွှေကြောကမချိမဆန့်ခံစားရင်ဇက်ကြိုကျသွားချေပြီဆက်တော့ကျုပ်သူ့ကိုကြားကိုက်မှာဆိုလို့ကြားကိုအလှင်စလို့ပြစ်လိုက်မိတာပါဗျာအခုတော့ကာမတကာပေါ့ကွာစောစောကရွှေကြောမြတော်ကိုကြောက်တုံပြီးလှိတ်ချ၍လှုပ်ကြံခဲ့သည်မြတော်ကန်ကြီးရဲ့ဘာမှမဖြစ်အခုရွှေကြောလည်းရွှေကြောကကန်ဆိုးရှာချေပြီမြတော်ကရွှေကြောလောင်းကိုမီးမြုပ်သူကြိုလိုက်သည်ပါဇက်မှလည်းအမျှဝေလိုက်သည်သူ့၏အမျှဝေတန်သည်ကျွန်ုပ်တို့ဆရာတပည့်နှစ်ဦးအတွက်လည်းဖြစ်လာနိုင်သည်မို့တတိကြီးစွာထားရပြီတော့မီလောဘဟူသည်လူ၏မူလစိတ်ကိုပျောက်စေတတ်သည်မဟုတ်လားတငယ်ချင်းရေအမျှခရီးသွား9ယောက်ကယခုမှ3ယောက်သာကျန်တော့ပြီမြတော်ကတချင်းလေးတညင်ကြီးဒင်းကလူစုနေသွားသည်ဖြင့်ဗရမ ्या ကြီးမှရရှိမိဝေစုကိုခွဲပေးစေရမလိုတော့ပြီမို့ပျော်နေပုံရသည်
ကျွန်ုပ်တို့ကသင်လမ်းပြပြခေါ်ဆောင်လာတော့အလုတ်သမားတော့တာမဟုတ်လားလမ်းပြကဆရာခိုင်တော့ပေးလိုက်ပြီလေကျန်တာသူပိုင်ကြည့်ပြီးပျော်ပေးမှာပေါ့ကျွန်ုပ်ကလောဘစောမတတ်မီယခုခီးပင်လင်မသိမြင်တိုက်တွန်းရသောလိုက်ပါရခြင်းဖြစ်၍လောဘမှဖြစ်မိကျွန်ုပ်ကကိုယ်ခွန်ကိုအားဖြင့်ရသောငွေကိုသာဖြူစင်သည်ဟုထင်မြင်ယူဆထားသူမဟုတ်လားတောင်ချီကိုရောက်ကြသည်တောင်ချီစမ်းကြောင်းလေးပေ၌စခန်းချကြ၏စမ်းကြောင်းတစ်ဖက်တွင်ကတောအုပ်ထိုမှမှုန်တော့လိုပြီးလင်တော့ဗရမများရှိရာဖိုခနောက်ဆိုင်ကြောက်ဖြာကြီးများရှိရာရက်ကိုမြတ်တော်ကပစ္စည်းရများကိုပုတ်ကနေပစ်ကြပြီးစမ်းကြောင်းလေးထဲတွင်ရေစင်းစိန်တော့သည်အပါအေးနေတာပဲခုမှပဲလန်းဆန်းသွားတော့တယ်နေရကဆွဆွသည်တောင်တို့၏အလဲချိုက်ဝန်းတွင်ရောက်နေသည်ဖြင့်စိုးထိုင်းသောပရာဒကိုရနေသည်လေသည်ပင်ရင်ငွေရေမုံတို့ဖြင့်စိုးထိုင်းနေသည်ဟောင်းပတ်ဝန်းကျင်ခင်းချင်းကိုကျွန်ုပ်မကြိုက်ကြစခန်းချ၍မရကျွန်ုပ်ထင်မြင်မိတော့သည်ချင်းကလည်းကြိုက်လာသည်ဖွဲနှင့်ဆုပ်ပတ်သည့်အလားချင်းတန်းကတဝီဝီကြားနေရသည်ဟေးများတော့တက်ဘာဖြစ်လို့လဲဆရာတို့ရရေကအေးစိတ်နေတာပဲကြည်လဲတိတ်ကြည်တယ်ရေအောက်ကငါးလေးတွေတော့မြင်နေရတာအသာထားတော့မယ်တက်ဟာဆရာတို့ကလည်းဒီမှာမဲစခန်းချကြပါလေရေကလည်းအစင်သစ်ပဲဟာဟုတ်ကျွန်ုပ်ဒီနေရအနေထားကိုမကြိုက်လို့ပဲတော့မယ်ကဲရှေ့ကြမှာစခန်းချနာမယ်စမ်းကြောင်းလေးကကျင်သည်ရေပေါ်နေတော့ကြောက်တုံကြောက်ခမရကိုနေပြီးတစ်ဖက်ကန်းကိုကူးခဲ့ကြသည်မြတ်လုံးကမကြိမ်နဲ့စူပပလောက်ကလိုက်လာသည်ရေချိုးလို့တော့မဝသေးဘူးတောအုပ်ထက်ကိုချင်းနှင်းကဝင်ရောက်ခဲ့တော့သည်တောကတောစုံမှုအောက်ပေါင်းကရှုပ်သည်တွားရသည်ကလည်းခရီးမတွင်လူရော့သွားတဲ့ပြစိုးပြီးမရှိကို့အတွေ့နဲ့ကိုတွားနေကြခြင်းလားတွားနေရင်ပင်မိုးစိုးချုပ်သွားပြန်သည်ရောက်ရနေရမှာပင်စခန်းချကြသည်ရွက်ဖြင့်တဲနှလုံးထိုးသည်မိဘုံဖိုးလိုက်သည်မိရရောက်ကိုတရိษံတို့ကြောက်ရွံ့သည်ဖြင့်ရုတ်တရက်မကက်ရဲကြခရီးစဉ်ကလာတော့က9ယောက်ယခုမှ2ယောက်ကလမ်းခီးတွင်ဇီဝင်ကြွေခဲ့ကြပြီတဲ့စင်လွယ်စေးချောင်းမှာငွေပေါ်စင်သေးကူအလွန်မှာရွှေကြောလောဘဆိုးကြောင့်များသာခီးချမ်းကိုအသက်ကိုပဓာနာမထားပဲစွန့်လာခဲ့ကြခြင်းဖြစ်သည်ကျွန်ုပ်ကခွဲခွာသားကြသောရွှေကြော်နဲ့ငွေပေါ်တော့စိတ်မကောင်းဆက်တော့ရွှေကြော်မှာကောက်ကျစ်သူဖြစ်သည်ရဟနာများကိုအပိုင်စည်းလို၍ငွေပေါ်ကိုစတင်လုပ်ကြံခဲ့သည်ရွှေကြော်မင်းမြတ်တော်ကိုလည်းကြောက်တုံးပြီးလုပ်ကြံခဲ့သေးသည်အခုတော့ဝတ်လေကသူ့အကုသို့ဖြင့်မြတ်တော်၏လုပ်ကြံမှုကိုခံရချေပြီကျွန်ုပ်တထောင်ကြီးတွေးရင်မြတ်တော်၏ရွက်ဖြင့်တဲစီမှာအတန်ကြားရသည်မြတ်တော်ဖျားနေပြီလားကျွန်ုပ်လည်းမြတ်တော်ရွက်ဖြင့်တဲစီကိုကူးခဲ့သည်ဘိုက်ကလေးကမိဘမိ၌ထိုင်ရင်ကင်းဆောင်နေသည်ဆက်တော့မြတ်တော်တော့ဖျားနေပြီထင်တယ်ကျွန်ုပ်လည်းမြတ်တော်ရွက်ဖြင့်တဲတဲကိုဝင်ခဲ့သည်မြတ်တော်ကစောင်းချုံထားပြီးတော့တဟင်းနီးညူနေသည်ဝေဒနာပြင်းထန်ပုံရသည်ရုတ်တရက်ကောက်ခံကပြောင်းလဲတော့မြတ်တော်၏ကြမ်းမာရေးကြောင့်ကျွန်ုပ်စိတ်ပူသွားသည်တောပိုင်တောင်ပင်များဖမ်းစားရသလားမြတ်တော်ဘလို့ဖြစ်တာလဲမသိဘူးဆက်တော့ချက်ချင်းကြီးရင်ထဲမှာပူလိုက်အင်းလိုက်ဖြစ်ပြီးတော့တုံတက်နေတယ်ဆေးတိုက်ပါဗျာအေးကျွန်တော်လည်းသူ့ကြောဖို့အိတ်ထဲမှာပါလာတော့ဆေးမြကိုသူ့မေးပြီးတိုက်နေဆေးတော့ပြီးမြတ်တော်ပြန်မှိန်းနေသည်တဟင်းနဲ့အချမ်းတက်လာသည်တန်တော့စောကရေစင်းကျိုးခဲ့သောချောင်းသည်ငှက်ဖျားဖို့ရှိသောချောင်းရည်ဖြစ်တော်မူကျွန်ုပ်ယူဆမိတော့သည်ရိုးမငှက်ကကြောက်စရာကောင်းလာသည်စမ်းကြောင်းတွေကတက်လာပြီးကောက်ကငင်ကဖျားတာပဲရိုးမငှက်ဝင်သွားပြီထင်တယ်မြတ်တော်ကအတော်ကလေးတုံတက်နေပြီကျွန်ုပ်လည်းဘိုက်ကလေးကိုထွက်ပြော်သည်တော်ရိပ်တောင်ရိပ်ကကောင်းလာသည်စိုးထိုင်းသည်စိုးအေးစိတ်လက်သောနေရသည်ကျမ်းမာရေးတို့စိုးရင်ရည်ဘိုက်ကလေးကြီးမြတ်တော်အချင်းကိုကျွန်တော်မကြိုက်ဘူးကွာဘာဖြစ်လို့လဲဆက်တော့သူချမ်းတက်တာကကြောက်စရာကွာရိုးမငှက်ထင်တယ်ဟုတ်လားကျွန်တော်တော့ကြည့်လိုက်အောင်မယ်ဘိုက်ကလေးကမြတ်တော်တဲကိုဝင်သွားသည်ကျွန်ုပ်ကင်းဆက်သောက်သည်အေးသည်မိဘအပူရှင်ဟိုက်ရတာခံလာတော့သည်ဆက်တော့မြတ်တော်တတိယတစ်ချက်မရတစ်ချက်ဖြစ်နေပြီမျိုးဘိုက်ကလေးစကားကြောင့်ကျွန်ုပ်လည်းမြတ်တော်တဲကိုကြပြားကလေးဝင်ကြည့်သည်မြတ်တော်ကကြောင်ကနဖြစ်နေသည်အရက်ကျွန်ုပ်လည်းအရက်ပလင်းပြားလေးထဲမှာအရက်အသင့်ကိုတောင်သူ့ပါဇက်တဲကိုထည့်ပြီးသည်အရက်ဝင်သွားမှပြန်ငိမ်သွားပြီးတော့တခေါ်မအိပ်ပျော်သွားတော့သည်ကျွန်ုပ်တို့လည်းစီတော့ဘူးများကိုဖောက်ကညစာကိုပြီးဆိုလည်းစားလိုက်ကြသည်ရှေ့ရီကဘလို့လဲငွေပေါ်နဲ့ရွှေကြော်တို့ကတေခဲ့ချီပြီမြတော်ကတေးလူမျိုးပြအဖျားတက်နေပြီကျွန်ုပ်နဲ့ဘိုက်ကလေးကကြုံတိုင်းနဲ့ဝေးလာသောရိုးမတောနတ်ကြီးတဲတွင်ကြံရည်ရည်ပြီ
ရှေ့ရေးကတော့ရင်လေးစရာတဲ့။အော်လူတွေလောဘကကြောက်စရာတဲ့။ကျွန်ုပ်ကစွန့်စားသွားလာခြင်းကိုဝါသနာထုံတော်လဲယခုလိုလောဘစောပြီးကျွန်ုပ်ကိုအန်ရဲ့တားရဲ့တွင်းထဲကိုတွန်းချရတော့မသိမြင်ကိုသာစိတ်ထဲကကြိမ်ဆဲနေမိတော့သည်ဒင်းကြောင့်ကဲတွားတွင်းထဲကယန္တနာလေးယူလာခဲ့ယန္တနာများကဘယ်မှာလဲတွေ့မတွေ့တော့မပြောတတ်လောဘစိတ်ကြောင့်တွေးစွန်းသောခီးတော့ဖြစ်ခဲ့ရချေပြီတဲ့ညကကျွန်ုပ်နဲ့ဘိုက်ကလေးလည်းမအိပ်ကြရတယောက်ကကင်းဆောင်တယောက်ကမြတော်ကိုပြုစုနေလွန်ပြန်ရင်မိုးစင်စင်လင်းခဲ့ရသည်မနက်အလင်းရောင်ကြီးမြတော်ကိုကြည့်ပြီးကျွန်ုပ်တို့လန့်ဖြန့်သွားသည်မြတော်အသားရည်ကဖြူဖြော့သွားသည်မှာသွေးဆုပ်သွားသည်လူငယ်တဲ့လေသံကအသက်သက်တာထွက်တော်သည်ဟင်း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 ကျွန်ုပ်တို့လည်းရှိရှိဝေးဝေးစဉ်းစားမနေတော့အန်ရဆက်ကွဲမှာအမြန်ခွာခဲ့ကြတော့သည်မြတော်စိတ်မကြနိုင်တော့အာတင်နာတိလားတောကျုံများကိုခက်ခဲဖြတ်ကျော်ခဲ့ရသည်ခြုံရွယ်ပိတ်ပေါင်းများကိုရှင်းတတ်ရင်ကြော်တန်ကြောဖြတ်ခဲ့ရသည်အောက်ပုံလျှောက်လာတော့တော်တယ်နနတနင်္လာလောက်နဲ့ခီးထောက်လာသည်မြတော်ကအချိန်မကောင်းတော့ဆရာတော့ဟေးဘာလဲမြတော်တေတန်းစာရေးခြင်းအော်အေးမြတော်ခီးသောအိတ်ထဲမှာမှွေနောက်ရှာတော့စာချုပ်တစ်ခုထုံစာချုပ်တွင်မြတော်ပင်ပင်မမခေါ်ပေးသောစကလုံးများကိုရေးသွင်းရသည်စာချုပ်အချင်းကတော့ငကားဆိုင်အောင်ဗရမ ्या ကြီးကိုရခဲ့လင်ကျွန်ုပ်နဲ့ဘိုက်ကလေးကစီမံခန့်ခွဲပြီးဘိုက်ကလေးကိုသူ့၏ညီမဖြစ်သူမလှမှုနဲ့လက်ဆက်ပေးဖို့ခရီးတောင်းကျင်တာဖြစ်သည်ဘိုက်ကလေးကနှစ်ခါမပြောရဖိုးချိုင်းတို့ဖြစ်ကခေါင်းခက်ကညစ်ကခရီးထက်ထက်ပေးနေတော့သည်တပိတ်မကောင်းတော့ဆေးရကောင်းပေါ့မြတ်တော်ကသူ့စိတ်တိုင်းညာစာချုပ်ရေးသားချုပ်ဆိုပြီးတော့အခါနှကန်းတို့လွန်စွာမှအယုတ်ဆိုးလာစွာမိတ်ရသွားပြီးတကူလုံးတက်လိုက်တဲ့ကဲ့သို့တွန့်လိန်ကောက်ကွေကအသက်ပါသွားတော့သည်ယခုတော့လေယတနာရှာပွေသောအနေခီးချက်ကိုစတင်ခဲ့သူအလုံးလန်ခီးမဆုံးမီဇီဝင်ချုပ်ခဲ့ကြလေပြီလမ်းမြဖြင့်ငှားရမ်းခဲ့သောကျွန်ုပ်တို့ဆရာသွေးနှုတ်သာကြံနေတော့သည်တကားဘိုက်ကလေးကမြေပုံအနီးတွင်ငိမ့်ငူနေတော့သည်ကျွန်ုပ်ကတပည့်ကြီးကိုကြည့်ပြီးတွားလေသူတို့အတွက်စိတ်မကောင်းခြင်းကြီးစွာဖြစ်နေတော့သည်စိတ်မကောင်းဖြစ်မနေပါနဲ့တော့တပည့်ကြီးရာမဖြစ်ပဲဘယ်ခံနိုင်ပါမလဲဆက်တော့ညတော်တွက်လားအိုးငွေပေါ်ကိုရွှေကြောကလုတ်ကြတယ်ရွှေကြောကိုမြတော်ကလုတ်ကြတယ်အခုလဲကာလဝိပတ်နတ်ဘိုတက်ဆိုလိုပဲမြတော်ဟာသူ့မိုက်ပြစ်နေသူဖြစ်သွားတာပဲလေဒီကောင်လေးအတွက်ကျွန်တော်စိတ်မကောင်းဖြစ်တယ်ဝမ်းလည်းမနေပါဘူးအေးကျွန်တော်ဝမ်းနဲ့စိတ်မကောင်းဖြစ်တာတစ်ခုပဲရှိတယ်ဘာများပါလဲဟောမြတော်ညီမဟာဖြူဖြူလေးလားညညိုလေးလားထက်ထက်မိုးလို့လားခိုင်ပင်းကြီးလေးလို့လားဒါမှမဟုတ်အိမ်နာကျော်စင်လို့လားမမေးလိုက်ရလို့ကျွန်တော်မှလားပေါင်းများစွာနဲ့ခတ်မှန်းရခတ်နေလို့ပါဖူးမမေးလိုက်ရခင်အသက်ထွက်စောပါပြီ။အော်ဒီကောင်ကလည်းတမောင်ဒီလောက်အနေရတိုးကြီးထဲမှာတော့မမြင်ဘူးတဲ့မိမရုပ်ပုံဖော်နေရသည်လေ။ဒါကတော့လူပြိုရိုင်းလေးကိုဆရာတွေ့ရဲ့။ဘိုက်ကလေးကယေသနာထက်မိမရိုက်မိဆိုခြင်းကိုပို့ပြောနေဟမ်းပါတကား။စိတ်ဆက်မိလားနောက်ပြန်ကြမိလားယခုတော့စဉ်းစားရချေပြီ။ဒီလောက်ခီးချမ်းကြီးလဲလာခဲ့ကြပြီ။လူလဲသုံးသေးခဲ့ရပြီဆိုတော့ဒီငကားဆိုင်အောင်ဗရမ ्या ကြီးကိုဘာဖြစ်လို့လက်လွတ်ခံရတော့မှလဲဗျာမရရအောင်တွိုက်မှာဗျာနော်ဆရာတော့ဘက်ကလေးကတော့တက်ကြွဆောင်ဆိုသည်သူကဗရမ ्या ရမှမြတော်ညီမမလှမှုနဲ့လက်ဆက်ရမည်မို့လားဟမ်မသိတာကြနေတာပဲလှမှုလေးရဲ့အေးဘော်လေငုံမီသေးတန်တက်နိုင်ဖျားရောက်ပေါ့ကွာဒီဗရမ ्या ကြီးရှိရကိုမရောက်မချင်းတန်တိတ်တန်ချလိုက်ပြီမြတော်မြေပုံရင်းလိုက်ရက်ပြီးတော့မြတော်မင်းစားခဲ့တဲ့ငကားဆိုင်အောင်ဗရမ ्या ကြီးကိုကျွန်တော်မရရအောင်ဆောင်ကျင့်မယ်လို့ဂရိပြုပါတယ်ကွာမြေပုံရခီးဆုံးမှာမဝေးတော့မှုံတော်လို့ကိုဖျက်ကြော်ရတာရှိကြတော့သည်မှုံတော်လို့ဝေသည်မြစ်ခေါင်နေသည်တောင်ထိပ်ကိုမမြင်ရတောင်ကမတ်ဆောက်သည်မုတ်စိမ်မောင်းကိုဓာပြတိတိကြီးဖြတ်ထားသည်နဲ့တောင်နရံပြည့်ကြီးအောက်စီတွင်လှိုကြီးအဲ့ဒါမှုံတော်လို့လှိုအောက်ကိုမမြင်ရနှင်းမြမြူများကပိတ်ကာထားသည်ကျသွားလို့ကတော့အယိုးအသားရှာရတော့မည်မဟုတ်ကျွန်ုပ်တို့လည်းတောင်နရံချင်းချင်းကနေဆင်းကြရသည်အချို့နေရာများ၌ခက်ခက်ခဲခဲတက်ဆွန်ဆန်ပြဘိုက်ကလေးကဒုတိယလေဣတိပြီးတော့ဝီတော်သေးရဲ့ဟေးအဆွဲမြန်လို့မှုံတော်လူကြီးကတော့ตาရလှပါပြီကျင်းငတ်တို့ကတကြီးကြီးတက်ကြကြညီကျွေးကတေးပြီးနေကြသည်ကြောက်ချက်အကြိုအကြားများကြားမှာတိုးထွက်နေသောစိုင်းရင်များကအမောပန်းကိုပြေစေသည်အ
မောကိုပြေသွားတာပဲဟေ့တပင်တို့သည်မြင့်မားကစိမ့်ဆူလာသည်အယောင်သွေးစုံဖူးပွင့်ဝေစားနေသောပန်းမာလာမျိုးစုံတို့ကိုလည်းတွေ့နေရသည်လူလက်တစ်ဖက်မကသောကျုံးမင်ကြီးများသည်အပြိုင်ပြိုင်အရွက်ဖဖကြီးများဖြင့်တည်ငြိမ်စွာရပ်နေကြသည်မြမပြည်တဘာဝအဖိုးတန်ယန္တနာများပါပဲကျွန်ုပ်တို့ကိုမြင်သောပင်ရန်ထက်မှမြောက်တို့ကစူညံစွာအော်ဟစ်နေကြတော့သည်ဟာကရုံးနဲ့ခင်တို့၏အယုတ်ဆိုးလိုက်တဲ့လူတွေဗျာတို့လောက်ကိုယူပါမလာဘူးနော်လူပါဆိုမှတို့လိုဘယ်ချောပါမလဲမော်တော်ဝါလိုကိုတရက်ခရီးဆင်းခဲ့ကြ၏အဆင်းမို့တော်ရောက်သည်အတက်သာဆိုတေဖို့သာပြင်မိတော့တော်သည်ဆိုတော့လေလျှိုချက်ကြားတဲ့ရောက်တော့ကျွန်ုပ်တို့မှဖိဖိလန်နေချေပြီးမုတ်ဆိုးခြေထောက်များပင်မမရက်ချင်တော့ဆက်တော့ဒီမှာပဲနားကြရအောင်ဗျာအေးတပည့်ကြီးမလျှောက်နိုင်တော့ရင်လည်းနားကြတာပေါ့ကွာဟမ်သူလည်းမလျှောက်နိုင်ဘဲနဲ့ညာကပ်ပြီးတော့ပြောနေသေးတယ်ဘိုက်ကလေးခင်းမိတော့အဲ့ရကင်းပေါ်နဲ့ချီပစ်လက်ပစ်လှဲကြရင်အမောဖြေရတော့သည်မြေကပလာရွှေကော်စောမှလှဲရတာအရသာရှိလာပါတကားဟာအမောအပန်းဖြေပြီးနောက်ဘိုက်ကလေးကရေရှာထင်းရှာမိမွေချက်ပြုတ်နေအလုတ်ရှုပ်နေသလိုကျွန်ုပ်ကလည်းမြေပုံကိုဖွင့်ကရှေ့ခီးစဉ်အတွက်တွက်ချက်မဆုံးတော့နက်နက်လင်းသည်ကျွန်ုပ်တို့ခရီးချမ်းကိုနှင်ခဲ့ရသည်ယခုတော့ဒီမြေပုံရဖိုခနောက်ဆိုင်ကြောက်ပြကြီးရှိရာတော်တယ်မြလုံးတို့အဖို့ကရင်မှုဆိုကြီးဖတ်ဒီနောက်ကိုခြေရခံလိုက်ရာဗရမ ्या ကြီးရှိသည်တော်တယ်ကျွန်ုပ်တို့ကတက်ကြွနေသည်ခရီးလန်းဆုံးလာပြီးရိတ်ခါကလည်းပြက်လူပြီးဖြုံဖြုံပြင်းပြင်းဟာဘာတန်ကြီးလဲရုတ်တရက်မိရတာစက်ကောင်မောင်းတယ်ကဲ့သို့ကျယ်တော်သောအတန်ကြီးပေါ်ထွက်လာသည်ကျွန်ုပ်တို့ဆရာတပည့်လည်းတပင်ကြီးကိုအကာအကွယ်ယူအခြေအနေကိုကက်ကပ်သည်ဖြုံဝေါဝေါအတန်ကမြေပြင်နဲ့ရှိုးတိုက်တာတော့ဆန်းရှိုးတိုက်လိုက်ရမှတပင်များကိုတွန်းတိုက်မိပြီးတော့ကျိုးပဲ့ကျင်းမော့သွားသည့်အတန်များဟာဘာတန်ကြီးလည်းပြလမ်းကျိတ်ဆက်မောင်းလာတာလားအတွေးခေါ်ကတော့တုံးပါတောထဲမှာဘယ်ကလမ်းကျိတ်ဆက်ရှိရမှာတော့ဒါဖြင့်ပါလိုက်ဆိုင်ဘင်းကားတန်ထင်နေကွာဟမ်လမ်းကျိတ်ဆက်တော့မရှိတာဘယ်ကဆိုင်ဘင်းကားကလာမလဲတပည့်တီထက်တော့မဆိုးနေပြန်ပြီဟုတ်လားကျွန်ုပ်နဲ့ဘိုက်ကလေးအပြန်အလှန်ချီးမွမ်းငန်းဖွင့်နေခိုင်းအတန်ကိုဖန်ပြီးတော့အရာဝတ္ထုကြီးသည်ဝရုံးသုံးကားနဲ့ရောက်လာတော့သည်အလိုထမ်းလုံးလောက်ရှိပြီးမွေကြီးပါတကားမွေကြီးသည်ဘာရေးကြီးလာသည်မသိလျင်မြန်စွာပြေးလာနေရာကျွန်ုပ်တို့မှအသက်ပဲရဲရဲမဆူခဲ့တော့မွေကြီးကပြေးလွှားနေရမှာကျွန်ုပ်တို့ဘက်ကိုမျက်နှာမူကခါဆန့်ရလိုက်သည်အလိုလူတရက်မကရှေးလာပါပြီမွေကြီးကကျွန်ုပ်တို့ကိုတွေ့သည်ရင်ကျွန်ုပ်တို့မှတုတ်တုတ်မြတ်မလှုပ်ဝတော့ချွေးစည်းတို့ပြီးစီကပ်နေတော့သည်ရင်ကတရိတ်တိတ်ခုန်နေသည်ခဏကြာမှမူကြီးမြေပေါ်ကိုသူ့ကိုကြီးကိုဘုံနဲ့ပစ်ချကဥရိယာကိုအလှည့်အမြန်ထွက်သွားတော့သည်ကျွန်ုပ်တို့ရှိမှမူကြီးပျောက်ကွယ်သွားမှပင်ကျွန်ုပ်တို့လည်းဟင်းကနေတပ်ပြင်းချနိုင်တော့သည်မွေကြီးဖြတ်သွားရနေရတွင်စွတ်ကြောင်းကြီးဖြတ်ကြံခဲ့သည်ရိုးမတော်ကြီးတွင်တောနက်နက်တွင်နှစ်ချို့တိရစ္ဆာန်ကြီးများကကြံရှိနေသေးပါတကားကံကောင်းလို့ပြို့ပတ်ဝန်းကျင်ကတပ်ပင်များသာခြုံတွေများသာတောင်ကျောတစ်ခုတွင်ဝဘိုးဝါများပေါက်နေအောင်နေသည်ဝဘိုးပင်များကလေယူရာရိမ့်ွယ်နေသည်ဝဘိုးရွက်များကတရှဲရှဲပြီးမိတံပေးနေသည်စိမ့်ဆိုသောဝဘိုးပင်များပင်မြေပုံပြသောနေရာကဆုံးကြပြီးဘေးတွင်လည်းကြောက်ဆိုင်ကြောက်ပြားထိုနေရာတွင်တဝဲဝဲလည်းရှာကြရာညနေပင်စောင်းပြီးတရိပ်ဝိုင်းအိမ်များကြောက်တင်သည်ညနေသည်လင်းမြန်စွာပင်မှောင်ကြီးကဝေဝါးလာခဲ့သည်မှောင်တော်လာပြီးဘက်ကလေးဆက်တွေ့၍မှောင်လေးကောင်းလေးပဲပြုတ်ဘာဖြစ်လို့လဲဆိုတော့ကရင်မုတ်ဆိုကြီးပြောတဲ့ဗရမ ्या ကြီးကဖိုခနောက်ဆိုင်ကြောက်ပြကညမှာအနီရောင်လင်းနေတယ်ဆိုဗျအေးဟုတ်တယ်ကွာညမှာဆက်ရှာရင်ပိုကောင်းမယ်ချုံညကကျွန်ုပ်တို့တန်းကောင်တန်းလွယ်ဇွဲနှစ်ပဲဖြစ်ရှာတော့လေအမောသာဖတ်တင်သည်ဗရမ ्या ရှိရာဖိုခနောက်ဆိုင်ကြောက်ပြကရှာမတွေ့ဘက်ကလေးလက်လျှော့တော့ကွာအိတ်ကြစို့မနှက်မှဆက်စာရတာပေါ့ဟုတ်ပါညောင်းလဲညောင်းအိတ်လဲအိတ်ချင်လာပြီကျွန်ုပ်တို့လည်းရွက်ပြင်တဲပြင်မထိုးနိုင်တော့တယောက်တစ်လိုက်ပင်ကင်းမဆောင်နိုင်တော့တက်ပင်မြင့်ခွာကြပေါ်သာတက်ကအိတ်ဆက်ကအနားယူကြတော့သည်အလိုဟိုကရုံးနဲ့ကင်တို့ကဒိုးလိုဘွားတူတွေပါလားညီမကြောင်အိပ်ပျော်သွားသည်မသိနိုးလို့တော့နေပင်အတော်မြင့်နေချေပြီအိတ်တို့ကောင်းလိုက်တာဗျာကျွန်ုပ်တို့လည်းနိုးမှာတက်ပင်ကြီးပေါ်အိတ်ဆက်နေကြမှသတိပြုမိကြသည်ကောင်းကွာ
ကြုံတိုင်းမှာအိတ်နေတာထင်တာနိုးမှတောကြီးမြက်မဲ့တဲ့တပ်ပင်ကြီးပေါ်မှာကိုကွာဟာဟုတ်ပါဗျာအလိုဟာဆက်တော့ဟိုမှာကြည့်လိုက်စမ်းမျိုးဘိုက်ကလေးတဟဟနဲ့ညွန်ပြရကိုကြည့်လိုက်တော့ကဟိုးအဝေးကွင်းမြင်တဲ့တွင်ဖုန်ခနှုတ်ဆိုင်ကြောက်တို့များနဲ့ကြောက်တို့များပေါ်မှာကြောက်ဖြာကြီးဗျကျွန်ုပ်တို့လည်းအပင်ပေါ်မှာဦးရဖားရဆင်းပြေးကြသည်တွေ့ပြီးနဂါးဆိုင်အောင်ဗနမကြီးဟာဖုန်ခနှုတ်ဆိုင်ကြောက်တို့ကြီးရှိရာကိုရောက်လာကြသည်ကြောက်ဖြာကြီးမှာလူလက်နဲ့ယူတင်ထားသလိုပိပိတင်နေသည်တဘာဝ၏ထူးဆန်းမှုတည့်ပါတကားအောင်ပြီးချမ်းသာပြီးနဂါးဆိုင်အောင်ဗနမကြီးရပြီးကွာဟေးမိမရတော့မဲကွာမလှမှုနဲ့ယူရတော့မယ်ကွာဟေးကျွန်ုပ်တို့ဆရာတပည့်မှာရက်တစ်ပတ်နှစ်ပတ်နီးပါအစင်းရဲအန်ရသားရဲတွေ့များမှာကြော်ဖြတ်လာကလူသုံးအသက်ဇီဝင်ကြွေခဲ့ရပြီးနောက်ဆုံးဗရမ ्या ကြီးရှိရာကိုရှာဖွေတွေ့ရှိခဲ့ရပြီးဖြစ်ကဝမ်းသာလုံးသဖြင့်9မိနစ်ကြာမှသတိလက်လို့အော်ဟစ်ကပျော်ရွှင်ကကောက်ခုံပြီးတော့သည်ဟေးပေးငါဗရမ ्या ပြန်ပေးပေါက်သွားရှာပြီးလှမှုလေးတဲ့အရားလေးရေကောက်ခုံရင်မောသွားမှကြောက်ဖြတ်အောက်ကိုငုံကြည့်မိသည်ဘာမှလည်းမတွေ့ပါလားဘယ်တွေ့မလဲဗျဗရမ ्या ကြီးကကြောက်ဖြတ်မှာကတ်နေတာမှမဟုတ်လားဗရမ ्या ကကြောက်ဖြတ်အောက်ကတွင်းထဲမှာရှိနေတာဗျညအဲ့ဒီဗရမ ्या ကြီးအယောင်ကကြောက်ဖြတ်အောက်ခြေကိုဟတ်တာဗျအော်ဒီလိုလားအတွေးခေါ်ကကောင်းလိုက်ကြတဲ့တပည့်ကြီးဟာဒါဆိုလဲရှင်းကြည့်စမ်းဟိမြောက်ပြီးတော့ခံပြီးဘိုက်ကလေးလည်းကြောင်းမြောင်အောင်ကြိုက်ကတွင်းထဲကိုဆင်းသည်တွင်းကသိမ့်မနှံတွင်းတစ်ခုလုံးရှင်းသည်ကပ်ပါပင်တချို့သာရှိသည်တွေ့လားဟိဘိုက်ကလေးရှာနေတုံးပဲတွေ့လားဟိဘိုက်ကလေးရှာနေတုံးပဲဗျတွေ့လားဟိဘိုက်ကလေးရှာနေတုံးပဲဗျကျွန်ုပ်ကတဖောက်ပါမေးသည်ဘိုက်ကလေးကဖြေရင်တက်ကြွတာမှတဖြည်းဖြည်းစိတ်ပြက်အာရုံတန်ထွက်လာသည်တွေ့လားဟိဘိုက်ကလေးရှာတုံးပဲရှာနေသည်ရှာစရာနေရာကတိတ်ရှိလာသည်မဟုတ်လားကပ်ပါမင်းဖုတ်ညာတာမှလက်ဖြစ်တက်ရှာသည်ဘာမှမတွေ့ဘာမှမရှိပေဘာမှလည်းမတွေ့ပါဘူးဗျာတေချာရှာပါဦးဟာဒါမြေပုံတွေကဖုတ်ခနောက်ဆိုင်ကြောက်ပြအစ်စ်ပဲဟာရှာမတွေ့သည့်အဆုံးဘိုက်ကလေးကအားလျှော့တဲ့ပြောသည်လက်ဦးသွားပြီးထင်ပါတယ်ဆရာတို့ရာဟုတ်ပါညတော့ဖို့လက်ထက်ကဆိုတော့နှစ်ပေါင်း350မကပြီထိုတော်တင်ဤတော်တောင်ကိုမုတ်ဆိုဘဏ္ဍဦးရောက်နေတဲ့ရောက်ကြမှာပေါ့ညဘက်အလင်းရောင်တောက်နေသောဗရမ ्या ကြီးကိုညနေဆိုမုတ်ဆိုမြတွေ့ကြပါမည်မဆိုင်မတော့ဖြုတ်ယူသွားကြမည်ဘီလီယံနာဖြစ်ပြီးကွာဟာခဲရည်သမားတည့်ရချတွင်းနဲ့အနှံ့အပြားရှာကြည့်ပြီးနောက်ဘိုက်ကလေးလည်းစိတ်ပြက်စွာတွင်းပေါ်ပြန်တက်လာသည်ဖူးကျွန်တော်တင်တော့မြတ်တော်ဘိုးကမဟုတ်ကလုတ်ချက်မြေပုံလုတ်လိုက်ပြီးထင်ပါရဲ့ဗျာမဖြစ်နိုင်ပါဘူးကွာမြတ်တော်အဖိုးတို့ခစ်တုံကတော့ဟုတ်ပါလိမ့်မယ်အခုလိုနှစ်ပေါင်းများစွာကြာလာတော့ဗရမ ्या ကြီးကိုတော်ရဲရောက်တဲ့မုတ်ဆိုတရယောက်ကတွေ့သွားတာဖြစ်နိုင်တယ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ဗျာဒီတော့ကတော်တော်နဲ့တာဗျတော်ရုံမှုဆိုရောက်ဖို့မလွယ်ဘူးဒါလည်းဟုတ်တာပဲဒါပေမဲ့ဒေသခံမှုဆိုတွေရှိနိုင်တယ်လေအဲ့ဒီတော့အနည်းဆုံးရောက်အောင်ကျွန်တော်တို့စနီးနာကြည့်ရအောင်ရိတ်ခါလဲလိုပြီမဟုတ်လားကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီတညစောက်ကြည့်ကျင်နေတယ်ဘာလို့ဒီကြောက်ဖြာကြီးအနီအောင်လင်းမလင်းဆိုတာလေဟာတွင်းထဲမှာဘာမှမတွေ့တော့ဘယ်ကနေအလင်းအောင်ထွက်နိုင်မှာလဲကွာနေအောင်နဲ့ညရောင်မတူဘူးလေဆရာတို့ရဲ့နေအလင်းရောင်မှာကြောက်ရောင်ကိုမမြင်တာပေမဲ့ညမောင်ကြောက်တော့မြင်မှာပေါ့တညလောက်တော့စောက်ကြည့်လိုက်ပါဦးဒီလောက်ပင်ပန်းလာပြီးမှတော့ဟုတ်ပါတပည့်ကြီးပြောတဲ့တညလောက်တော့စောက်ကြည့်ကြတာပေါ့အမောင်တုတာရင်တရရင်ရော်လာသည်ကြောက်ဖြာကြီးကအလင်းရောင်မထွက်ဘိုက်ကလေးလည်းထိုခါမှတပ်ပင်ချပြီးလက်လျှော့သွားတော့သည်လင်းနာဆိုလို့ပူဆုံးပြီးတော့မတွေ့ဘူးဗျာသွားပြီကျွန်ုပ်တို့လည်းထိုတညကိုတပ်ပင်မြင့်ခွာကြပေါ်၌တက်ရောက်အိတ်ဆက်ရင်ကုံသွားရတော့သည်နဂါးစိတ်အောင်ဗရမ ्या ကြီးလမ်းစာကနှိတ်ထိတန်ခဲ့ချေပြီးတကားဝေးလေပေါ်လှမှုလေးရေရိတ်ခါလည်းပြက်ပြီးရည်ရွယ်ရာပန်းနိုင်လည်းရောက်ပြီးပန်းနိုင်ရောက်မှအလှနိုင်ပြောက်ရသည့်ပမာဖြစ်ရချေပြီးတကားယခုတော့ဤကီးကိုစတင်ခဲ့တော့မြတော်လည်းသေပြီးရွှေကြော်ငွေပေါ်လည်းဇီဝင်ချုပ်ပြီးကျွန်ုပ်တို့မဖြစ်မနေလောက်ရမည်ကတော့အနည်းဆုံးရွာတရားသို့အမြန်ရောက်ရည်တယ်တောကြီးမြက်မဲထဲမှာအသေးအံပြန်ထွက်ဖို့ကြိုးစားရတော့သည်မုတ်ဆိုးတို့တောတက်ခဲ့သောခြေရလက်ရများကိုခက်ခဲစွာရှာဖွေပြီးတော့လမ်းစားကိုဖော်ယူလာသည်ဒါဟာလူတွေနင်းသွားလို့တပ်ပေမပေါက်နိုင်တာကွာမြေပြင်တွေ၎င်းမှဲစီတွေ၎င်း
အမှတ်သားပြု၍ရှာဖွေကခရီးသွားရသည်ပင်စီမှာဓားရတွေတွေ့တယ်ကွာဒါမုတ်ဆိုးတွေလမ်းအမှန်ပဲကံအားတော်စွာဟောဟုတ်မှာလူတစ်ယောက်ကြီးမားသောပင်စင်ကြီးတစ်ခုဘေးကြောပိတ်ကပေပေကြီးရက်နေသည်ရုတ်တရက်ဘွားကနေတွေ့လိုက်ရသည်ဖြင့်ကျွန်ုပ်တို့လိုမကြောက်တတ်သူပင်တုတ်ကနေဖြစ်သွားသည်ဟေ့လူလားပါလားဖယားထိုသူသည်ကျွန်ုပ်တို့ကိုဘယ်တော့မှကြည့်နေသည်မသိကျွန်ုပ်မြင်လိုက်ရချိန်၌ထိုလူကကျွန်ုပ်တို့ကိုစူးစူးဝါးဝါကြည့်နေစေအခြေအနေမကောင်းဘူးပြေးပေါက်ရှာရမှရုတ်တရက်မကောင်းဆိုးဝါးတစ်ကောင်ကိုထင်လိုက်မိသေးတော်သည်အဘယ်ကြောင့်ဆိုတော့တောကြီးမြတ်မဲတဲ့လည်းဖြစ်နေလူပုံမှန်တောင်ကလည်းကြားပေါက်တစ်ကောင်လောက်ရှိသည်ဖြင့်အသားရောင်ကလည်းညိုမှောင်းနေသည်ကျွန်ုပ်တို့လည်းထိုလူကိုဖော်ရစွာပြုံးပြသည်ဟိုမောင်ကဒီနားကရွာကလာရင်ထိုလူကသူကင်ထားသောဒူးလေးကိုညာလက်မှဘဲလက်သို့ပြောင်းရင်းနဲ့ခေါင်းညှိပြသည်မဆိုးဘူးဤမြတုတ်ပြန်မှုရလိမ့်မည်အခြေအနေမဆိုးလားဦးကြီးတို့ကမြေပြန်းကားပါကွယ်မုတ်ဆိုးတွေပေါ့ကျုံနှံရွာကဦးကြီးနမဲကတော့မြန်ဟန်စာတွတ်ပြီးဟောတာကတော့တပည့်ကျော်ပိုက်ကလေးကျွန်ုပ်၏မိတ်ဆက်ပေးမှုအဆုံးတွင်ထိုလူကတစ်ချက်သွားဖြဲကရေးလိုက်သည်မဆိုးကျွန်ုပ်တို့ကိုသိပုံရသည်ဟဲ့မောင်ကကျွန်ုပ်တို့ကိုသိတယ်ထင်နဲ့ဟင်းမသိပါဘူးဒါဖြင့်ဘာလို့ရေးတာတော့ဟုတ်ပါသိတယ်လို့နဲ့ဦးကြီးတို့ရုပ်ကရဲစရာကောင်းလို့ဗျဟာထိုသူကခွတ်ထိုးခွက်လန်ရဲမောနေတော့သည်သူ့လိုအသားမဲ့ရုပ်ဆိုကကျွန်ုပ်တို့ဥပရိရုပ်ကိုရဲစရာကောင်းပြီဟုဆိုခြင်းမှာခံပြင်းစရာကောင်းလာတော့သည်ဘိုက်ကလေးကိုရဲတာဖြစ်မယ်တပည့်ကျောက်တို့ဆရာသိက္ခာကြပါဆရာတုတ်ကိုရဲတာဖြစ်မှာပဲကရုံးနဲ့အုတ်ထုတ်သွင်းလေးဆိုတော့ရဲစရာပေါ့သိက္ခာကြပါဒင်းလိုတောကြီးမြတ်မဲထဲမှာအရိုင်းဆိုင်ကကျွန်ုပ်တို့ကိုရဲစရာဟုဆို၍စိတ်ထဲထောင်းနဲ့ဒေါသထွက်မိ၏တို့တော့စိဒင်းတို့အရက်မှုကြက်မလို့ကျင့်ရပေမည်အစ်စ်ကလေးဟုတ်ပါကျွန်ုပ်တို့ရဲ့ပုံစံကမောက်အမြင်မှာရဲစရာဖြစ်ပေမဲ့ဟဲ့တထောင်နဲ့ထောင်းလိုက်ရနှုတ်မောင်ရင်ကဒီနားကယောဂလားဦးကြီးတို့ကတောထဲမှာမျက်စိလဲပြီးတော့ရိတ်ခါပြက်လို့ပါကွာအဲ့ဒါမောင်တို့ရွာမှာစားစရာတောက်စရာလေးများရနိုင်မလားလို့ဟောတာကိုယူသွားရွာထဲရောက်ရင်စတတွေ့ချင်းဝဲပတ်တဲကကျုပ်တဲ့ပဲအဲ့ဒီမှာကျုပ်ညမလေးရှိတယ်သူ့ကိုဟောတာပြလိုက်ကျုပ်ကထမင်းကျွေးလိုက်ပါလို့ပြောထိုလူကအံ့ဩဖွယ်ရပဲသူ့ဤကြောနိုင်လွယ်လာတော့မျက်ခမောက်ကြီးကိုကျွန်ုပ်အားပေးလိုက်သည်ကျွန်ုပ်တို့ကမျက်ခမောက်ကြီးကိုကင်ထားရင်အံ့ဩနေမိတော့သည်အမှန်ကထိုလူသည်တောလူတောင်မှရိုးသားတော့မဟုတ်ဆိုတယ်သူ့၏ရိုးသားသဘောကောင်းမှုကိုကျွန်ုပ်တို့လည်းအခွင့်ကောင်းယူဗရမ ्या ကြီးကြောင့်စုံစမ်းမိသည်ဒါထက်မောင်ကဒီတော့ထဲမှာအမဲတော်လိုက်လို့မလို့ပါကွယ်ကျွန်ုပ်တို့ကဒီတော့ထဲမှာယန္တနာပစ္စည်းမြေပုံရလို့ရှာမလို့လာတာကွယ်ကျွန်ုပ်သွေးလို့ဆန်းပြောပြသည်ထိုသူကအံ့ဩဟန်မပြထမင်းစားလက်မှတ်အုတ်ထုတ်ဗရမ ्या ကြီးကွယ်မြေပုံညွှတ်ရတော့ကျွန်ုပ်တို့ရှာတာဖိုကနောက်ဆိုင်ကြောက်ဖြာကြီးပဲတွေ့တယ်ကွယ်အဲ့ဒီမှာရှိတယ်ဆိုတော့ဗရမ ्या ကြီးကိုမတွေ့ရဘူးမောင်တို့လိုမုတ်ဆိုးတွေများအဲ့ဒီဗရမ ्या ကြီးကိုရောက်သွားဘူးတဲ့တာတကများရှိလားကွယ်ဗရမ ्या ဆိုတာကဘာလဲထိုလူအမေကြောင့်ကျွန်တော်နဲ့ဘိုက်ကလေးလေတယောက်မျက်နှာတယောက်ကြီးကဗစက်ဟောင်းသားဖြစ်ရတော့သည်ဗရမ ्या ဆိုသည်ကိုပဲမသိတော့လူရက်ရွာနဲ့ဝေးကွာလာတော့တော်ရင်းသားများပါတကားဘေးစားချင်းတူတလုံးပို့ရှုပြန်ပြီဗရမ ्या ကိုမသိဆိုသည်ဖြင့်ကျွန်ုပ်တို့ဝမ်းသာသွားသည်ကျွန်ုပ်လည်းထိုသူကိုအားတက်ရောတော်တဲ့ကဖိုခနောက်ဆိုင်ကြောက်ဖြာကြီးတွေ့ဘူးလားဒါဖြင့်အဲ့ဒီကြောက်ဖြာကြီးကနေဗရမ ्या ကြီးကိုမတွေ့ဘူးလားဗရမ ्या ဘာလဲဟုတ်တာပဲဗရမ ्या ကိုသူမှမသိတာကိုကွာလောပါကွာဟုတ်ပါဒီလိုလေးကွာဒီလိုသူလည်းမမြင်ဘူးပဲနဲ့ရမ်းကြိတ်နေတာသူ့ရွယ်ကတော့ဟိုကြောက်လုံးလောက်ရှိမှာပေါ့အဲ့ဒါကညာဘက်ဆိုရင်အယောင်တွေထွက်နေတတ်တယ်လေအယောင်တွေထွက်ပြီးတော့ကြောက်ဖြာကြီးကလင်းနေတတ်တယ်အဲ့ဒါကိုရောတွေ့ဘူးလားမတွေ့ဘူးဆိုရင်ကျွန်ုပ်တို့စိတ်သက်ကြသွားမြန်သည်ယန္တနာဗရမ ्या ကဘယ်စီတုံးကလေးကကြောက်ဖြာထဲမှာဖြည့်ယူခံလောက်ရပြီလေမေးရမှအားတော့မရှိတော့ဘူးတို့တော့ဒင်းကလာလေကြည့်သေးတခုတော့ရှိတယ်ဗျကျုပ်ဖေတော့ကျုပ်တို့ငယ်တုန်းကအဲ့ဒီလိုညပတ်အယောင်ထွက်တဲ့ဟာလေးတခုတောထဲကနေယူလာခဲ့ဘူးလေဗျဟာဒါဆိုရင်အဲ့ဒါအခုဘယ်မှာလဲပြောစမ်းပါဗျအိမ်ကြီးပြက်လာတော့ကျွန်တော်တို့အပြုတ်ပုံကြောင့်ထိုလူမှာထိတ်လန့်နေကြဖြစ်သွားပြီသူ့ကိုရုံးထွက်ကနပ်ပလန်ဆုပ်သွားသည်ကရုံးနဲ့ကင်တို့ဘလို့ဖြစ်သွားပါလဲစိတ်ဖောက်ပြန်သွားတာလားကျွန်တော်တို့လည်းကျွန်တော်တို့လောသွားကြည့်သူတွေးမိပြီးကိုရှိန်တက်ကအိမ်ကြီးပြန်ဆက်၍
များစွာအရေးမကြီးတဲ့ဟန်ပဲပြောဒီမှာလူတွေများတဲပလီတာကိုတို့အဲ့ဒီအယောင်ထွက်တဲ့အလုံးလေးဟာအခုရှိသေးလားရှိတာဗျအဲ့ဒီဟာကကျုပ်တို့ငငယ်ကဆိုဆော့ရင်တစ်ခါပျောက်သွားတာဟိုထူးဆန်းတာကညဆိုရင်အဲ့ဒီဟာကအယောင်ထွက်နေလို့နေ့ဆိုပျောက်ပြီမယ်ညဆိုပြန်တွေ့တာအော်ဟုတ်နေပြီအခုအိမ်မှာရှိတာပေါ့နော်ရှိတာပေါ့ဗျာကျုပ်တို့ဖျားစင်ပေါ်တင်ထားတယ်ညဘဆိုရင်အယောင်လေးထွက်လို့တေးကြပြီအမြန်သွားယူမှာပဲဒါပြီးကျွန်တော်တို့ခမအိမ်သွားတော့မယ်နော်ဘိုက်စာလို့တော်ကျုပ်ညီမလေးကိုတွေ့ရင်ကျုပ်ရဲ့မျက်ခမောက်ကိုပြပြီးတော့အကျိုးအကြောင်းပြောသူထမင်းကျွေးဟောဗျာစကားတော့မဆုံးသေးဘူးသွားကုန်ပြီအတော်ယူသားတဲ့တိုးသားပဲဟိဒီဗရမ ्या ရလာတော့မှအဖိုးတက်မှမသိဘူးဟဲ့သူတို့ကတော်ကြီးမြက်မြဲထဲမှာပဲမွေးပြီးတော့ဘဲမှမရောက်လို့နေမှာစီတော့ကျုပ်တို့ကတော့ဒီနေ့ကံကောင်းပြီပေါ့ဗျာဟုတ်ပါစားရကန်ကြုံတော့လည်းကြံဖန်ပြီးတော့မုတ်စိတ်ကိုပြားဆွဲသည်တကူကွာဟေးဖူခနောက်ဆိုင်ကြောက်ပြမှာမတွေ့ရလို့သွားပြီထင်လားဘုံနဲ့ကန်နဲ့ကိုဗျာဟာအခုဒီလူနဲ့တွေ့ရတာရေကန်အသင့်ကြာတဲ့ပဲဟာဟေးပြုံးနေလိုက်တာတဟီတဟာနဲ့တရုပ်ပြက်ပါကျွန်ုပ်တို့၏ခြေလမ်းကတွက်လာတော့သည်ထိုလူညွန်လိုက်ရရွာလေးစီကိုအမြန်ချီတက်ကြသည်မှာကွန်းတရညက်ကပင်မချတောအုပ်တွင်မှပြန်ထွက်ခဲ့တော်သည်တောဆက်တွင်ကွင်းမြင်တစ်ခုကွင်းမြင်တစ်ဖက်ပေတွင်တဲအိမ်လေး၃လေးအိမ်ခန့်ကိုကျိုးလိုကျဲရဲ့မြင်နေရသည်ထိုတဲ၃လေးလုံးသည်ပင်သူတို့ရွာလေးအိမ်ချေကိုဖြစ်ဟန်တူသည်ဟိုးရှိကတဲစုပဲဖြစ်မယ်ကွပထမတဲကိုကြည့်တော့လူသူ၄ပါးမရှိတောင်ရဆိုင်လုပ်ငန်းခွင်ဆင်းနေပုံရသည်ပထမတဲနှင့်ဒုတိယတဲကဂိုက်တရမကဝေးကျင်သည်တခေါ်လောက်တော့တသားလေးဝေးမည်ကျွန်ုပ်တို့လည်းဒုတိယတဲကိုရောက်သည်တဲကကျွန်ုပ်တို့မြေပြန့်ကတဲများနဲ့မတူခြေတန်းရှိအိမ်ဖြစ်သည်အပေါ်တက်ဖို့လေကားမရှိထိုလူ၏ညီမလေးရှိသည်ဆိုသည်ဖြင့်ကျွန်ုပ်တို့လည်းအတန်ပြုလိုက်သည်ခလေးဝဲခလေးခဏကြာတွင်အိမ်ပေါ်မှချွတ်အတန်ကြားရသည်တဲပေါဝမှခလေးမတူမျက်နှာပေါ်လာသည်သပင်ကစုပ်တိစုပ်ပွားအသက်က12နှစ်ခန့်ခလေးမလေးကကျွန်ုပ်တို့ကိုမြင်တော့အံ့ဩသွားပုံရသည်ကျွန်ုပ်တို့လည်းထိုလူ၏မျက်ခမောက်ကိုမြှောက်ပြရင်းနဲ့ခလေးရီမင်းအကိုကြီးတောထဲမှာတွေ့ခဲ့တယ်ကျွန်ုပ်တို့ဒုက္ခရောက်ခဲ့လို့မင်းအိမ်မှာခဏတဲပြီးတော့ထမင်းလေးပါလေးရှိရင်ကျွေးလိုက်ပါလို့မင်းကိုကြီးကမှားလိုက်တယ်ကွခလေးမလေးကမျက်ခမောက်ကိုတစ်ချက်ကြည့်ကခေါင်းညှိပြသည်သူတို့တတိသည်သူတို့တင်ကြတာများလားညှင်းဆန်မှုမရှိသည်ကတော့အမှန်တဲ့အိမ်ပေါ်မှာဝဘိုးလုံးတစ်လုံးကျလာသည်ရင်းဝလုံးကိုလှကတစ်ပမာထစ်တာသည်ကျွန်ုပ်တို့လည်းလှကတစ်မှတက်ခဲ့သည်လူအနေရဲ့တားရတဲ့ဆန်တို့၏အနေမှကာကွယ်နိုင်ရန်လေကားကိုအရှင်ပြုတ်လုပ်ထားခြင်းဖြစ်ဟန်တူသည်အိမ်မော်ရောက်တော့ကလေးမလေးကနေရာထိုင်ခင်းပေသည်ကျွန်ုပ်တို့လည်းအိမ်ဒီမပြတ်ထိုင်ရင်မျက်လုံးကဖျားစင်မော်ကိုရောက်သည်ဖျားစင်ကပန်းအိုးတို့ရှိသည်ပန်းမြကရွတ်စိမ်းများဖြစ်သည်ကလေးမလေးကထမင်းခုခိုက်ကြွေသည်ဆန်းကမှုရောစပါအကြံတဲ့ဟင်းကတော့ဆောက်သားချဖို့မြစ်ပြုတ်စားတခွာကျွန်ုပ်တို့ကစားလောင်နေတဲ့ဖြင့်ထမင်းကိုအားရပါရကုန်းလို့တော့သည်ဘယ်ကဘာကငတ်ခဲ့တာလဲကလေးမလေးကကျွန်ုပ်တို့စားတော့နေပုံကိုဘာသဘောကျသည်မသိတခိခိရနေတော့သည်နောက်ခါပြန်စဉ်းစားကြည့်မိတော့စုပ်ပြက်ပြီးညစ်ပတ်နေသောအသွင်ဖြင့်ထမင်းကိုလူတစ်ယောက်နဲ့မတူအတင်းကုန်းနေသည်ကျွန်ုပ်တို့၏ဟန်ပန်ကအမှန်ပဲရေရှင်ပွဲဖြစ်တော်သည်တွေ့ဘူးပါဘူးစားတော့ပြီးတော့ဘိုက်ထဲမှာအိမ်နေဆယ်နိုင်တော့သည်အပါဘိုက်ကိုတင်းသွားတာပဲကလေးမလေးကတော့ရင်နွေးကြည့်တော့ချပေသည်ကျွန်ုပ်လည်းရင်နွေးတောင်ရင်ကလေးမလေးကိုစကားစားသည်ကလေးဟောဒီအရွယ်လောက်ရှိတဲ့ညမဆိုရင်အယောင်တလက်တောက်နေတဲ့ဘဲဥလိုအလုံးလေးများရှိလားကွကလေးမကကျွန်ုပ်စကားကိုအတန်ငယ်တွေးပြီးစဉ်းစားသည်ညဆိုရင်အယောင်ထွက်တာဟာဟုတ်တယ်အဲ့ဒါရှိတယ်အယောင်ထွက်တယ်ဟဲရှိတယ်ပွားပြီရုံးမပြတ်စေရန်မနဲ့အိဒီဆောင်လေးရသည်ဝမ်းသာလုံးကိုဘိုက်တွေကလှက်ကနေဖြစ်နေသည်မှာထိမ့်မနိုင်သိမ့်ရတယ်ပျောက်ဆုံးသွားပြီထင်ခဲ့တော့ဖိုးခနောက်ဆိုင်ကြောက်ပြကြီးမှာဗရမ ्या ကြီးတကယ်တော့ရင်းဗရမ ्या ကြီးကဤရွာကလေးကိုရောက်ရှိနေခြင်းပင်တဲ့သူတို့ကဗရမ ्या ဆိုသည်ကိုမသိလူရွနဲ့အလံဝေးတော့ရက်တယ်အဲ့ဒါလေးဥရုကိုကြောင့်အဲလေးဟိုပေးဟာဥရုကြိုက်လို့ပြီးတော့လိုချင်လို့ဟုတ်ပါကျွန်ုပ်တို့ကစကားဆရှာမရကလေးမလေးကကျွန်ုပ်တို့ဖြစ်ပြနေသည်ကိုရိပ်မိဟန်မတူဖျားစင်ဘက်ကိုထသွားသည်ကျွန်ုပ်တို့ကသူမဖျားစင်ရောက်ဖို့တွားနေသည်မှာတယူစနာမကဝေးသည်ယူထင်မိသည်မြင်
ဖျားစင်ပေါ်တွင်မှွေနှောက်ရှာဖွေနေရာရင်းမှလည်းကဘာကြာလာသည်ကိုထင်မိပြန်သည်ကြာလာကြီးရဲ့ဟာတွေ့ပြီဟေးတွေ့ပြီတဲ့ကျွန်ုပ်တို့၏ဝမ်းသာအားရအာမတိတန်ကြီးကြောင့်ခလေးမလေးမှာတွန့်ကနေဖြစ်သွားသည်ပြီးတော့ကျွန်ုပ်တို့ဘလှည့်ကပြူးကြောင်ကြီးရှာသည်ဘယ်မှာလဲပြစမ်းကျွန်ုပ်လည်းအိမ်နေမဆောင်နိုင်ပဲထိုင်ရမှထကခလေးမလေးလက်မှအရာဝတ္ထုလေးကိုဆွဲယူလိုက်သည်ပေးဥကိုပေးတပင်တမန်းရှာခဲ့ကြသောပရမကြီးကယခုတော့ကျွန်ုပ်လက်ဝဲပပိုင်နိုင်ရောက်ခဲ့ကြပြီအောင်ပြီပရမကြီးကနည်းနည်းတော့မဟုတ်ကျုပ်အရွယ်ခံရှိသည်အနီရောင်ပြည့်နေသည်အကြီးပဲဗျာနော်ကြည်စမ်းသိမ်းမောင်းရထောင်တန်တော့ပရမကြီးကယခုလိုလူမနီသူမနီတောရွာလေးတဲ့အိမ်လေးတွင်ဝဲနှစ်ပေါင်းများစွာတိမ်မြုပ်ပြောက်ခွင့်နေခဲ့ပါလားဒီနေရာကမှောင်လေးဖြင့်အလင်းရောင်မထွက်ကြည့်အောင်အေးကွဘိုက်ကလေးတတိပေးတဲ့ဖြင့်ကျွန်ုပ်တို့လည်းအလင်းရောင်ရှိရာကိုထွက်လာသည်အလင်းရောင်တွေကြည့်လိုက်ရဟင်လက်ပေါ်မှာရကပရမကြီးမဟုတ်စက်ပိန်နောက်မီမှာတက်သွားတော့မီးကြောက်တယ်မီးရောင်နဲ့တွေ့ပါကတလင်းတလက်တောက်ပနေတော့ရောင်ပြန်မီးကြောက်လေတဲ့ဟေးဒါလားတောထဲကရလာတာဆိုလို့တင်ထားတာဟုတ်တယ်လေတောထဲကအဖေတွေ့လို့ကောက်လာတာကျုပ်တို့လည်းညဘက်မီးလင်းရောင်နဲ့တွေ့ရင်လေးလက်နဲ့အယောင်ထွက်နေလို့သဘောကျလို့တင်ထားတာတော့သေးပါတော့ဟာကျွန်တော်နဲ့ဘက်ကလေးကဖင်ထိုင်လဲကြလူမတာစိတ်တက်ကြသွားရတော့သည်ကြပြီဗျ။အော်တိုးတိုက်တောင်ထဲမှာဗရမ ्या လေးရဖို့မြေပြန့်မှအန္တရာယ်တွေကိုကြော်ဖြတ်ကလာခဲ့ရသည်။ငွေပေါ်ရွှေကျော်မြတ်တော်တို့အသက်ပေးခဲ့ရသည်။လောဘဒေါသမောဟလောင်မြဲမှုကြောင့်တငယ်ချင်းလောက်ကျန်တက်ဖြတ်ခဲ့ကြသည်။ကျွန်ုပ်တို့လည်းလောဘစောကြောင့်အန္တရာယ်မကြောက်စမ်းဤခရီးချမ်းကိုလှမ်းခဲ့ကြသည်။မုတ်ဆိုးချတော့ဘာမှမကြောက်တာကွာ။အမှန်ကဖိုခနောက်ဆိုင်ကြောက်ပြတွင်စက်ပိန်မီးကြောက်ကကတ်တင်နေခြင်းလေ။ဖတ်တီမီးဖို့တော်မီးမှာအယောင်ဟပ်ပြီးမီးကြောက်လေးကလင်းလက်ထနိုင်ခြင်းဖြစ်သည်ရင်းကိုရွာရင်ပြန်ပြောပြတော့မုတ်ဆိုအဖိုးအိုကစိတ်မှန်ခတ်မှန်ကကြောက်ဖြာမှလက်လင်ကြောက်မြရတာဖြစ်မိထင်ကြီးပေသည်ညံပါကွာအဲ့ဒါဗရမ ्या ကြီးမောင်ကြီးဗရမ ्या ကြီးတောရိတ်တောင်တဲ့ရက်မှာကြောက်တံဗရမ ्या များတဘာဝလေးတော်ဖွဲ့ဖူးသည်တော့တာရကများလည်းရှိဘူးသည်မဟုတ်လားဟေးတန်ကြောင့်ညဘက်မိုးကြီးလို့ပြုတ်ထွက်သွားတဲ့တောင်ခပ်ပန်းကိုကြည့်စမ်းဟိအယောင်တွေထွက်နေပါလားဟာယေသနာတွေနီလာတွေကြောက်တော်မလားများတွေဟာချမ်းသာပြီကွာချမ်းသာပြီတိုက်ဆောက်မယ်ကားဝဲမယ်မရင်ငယ်ယူမယ်ကွာအဲ့ဒီကနေယေသနာထင်ရကနေဗရမ ्या လို့စကားကားကြားပြီလားဟဲ့ဖတ်တီတရဗရမ ्या တွေ့ခဲ့လို့တဲ့ဟဲဟုတ်နောက်ဖတ်တီကတောထဲပြန်သွားတော့အဘအိုနဲ့တပြေးတွေကလောဘစုံနဲ့လိုက်လုကြံရကနေပြစ်ကြခတ်ကြသေးကြအဲ့ဒီကနေကံကောင်းထောက်မှဆိုလွတ်လာတဲ့မြတ်တော်အဖိုးကလည်းမြို့ရက်မှနေပြီမဲ့တသက်တာလုံးအဲ့ဒီတောကြီးမဲ့မဲထဲမှာမမြင်ရတဲ့ဗရမ ्या ကြီးကိုစိတ်ဆွဲပြီးမောဟဖြစ်ရကနေမြေပုံဆွဲဆင်းသေးချောင်းမှုန်တော်လို့ဗရမ ्या ကြီးအဲ့ဒါကိုမြတ်တော်ကရငတ်မီသွားယူမြတ်တော်ကလည်းအကြံကုန်ဂလုံးစားချတဲ့အနေနဲ့ငွေရှိတဲ့ရွှေကြော်နဲ့ငွေပေါ်တော်နဲ့စက်တူလုပ်ပြီးတော့ကျွန်ုပ်တို့ကိုလမ်းပြငါလမ်းမသိတော့ဆရာတော်နောက်လိုက်ဟာအခုတော့လဲအားလုံးကအချီးနှီးဖြစ်ခဲ့ပြီပေါ့တေတဲ့လူတွေကလည်းဗရမ ्या ကြီးအစစ်မှန်ပဲထင်နေကြတာဆိုတော့ဗရမ ्या ကြီးစိတ်ဆွဲပြီးတော့ကျွတ်ပေါ်တော့လွယ်မယ်မထင်ဘူးကြောက်စရာကောင်းပါပြီကျုပ်တို့မှသာကံကောင်းထောက်မှဆိုနဲ့အသက်မတည်ပဲကြံရစ်ခဲ့တာတပည့်ကြီးရေဟုတ်ပါကြည့်ကြစမ်းပါအောင်ဗျာတို့ဒီစက်ပိတ်မိကြောက်လေးရဖို့အရေးဒီခီးချမ်းအန္တရာယ်လမ်းကိုတက်ဆွန့်ဆံပြားနဲ့လာခဲ့ရတာလောဘဒေါသမောဟတွေနဲ့တယောက်နဲ့တယောက်လုကြံတက်ဖြတ်ခဲ့ကြတာအသက်ပေါင်းကလည်းမနေဘူးဟုတ်ပါကဲခုတို့ဘာလုပ်ကြမလဲတပည့်ကြီးရဲ့ခုမှတော့ဘာလုပ်လို့ရမလဲပြန်ရုံပေါ့ဒါကဗရမ ्या စစ်မှန်ကိုအခြားတရရတော့တာကောမဖြစ်နိုင်ဘူးလားဆရာတွေ့ရဲ့လုံးဝမဖြစ်နိုင်ဘူးတပည့်ကြီးစောစောကတွေ့ခဲ့တဲ့လူကလည်းသူ့ဖေကဒီပစ္စည်းကိုဖိုခနောက်ဆိုင်ကြောက်ဖြတ်ကြီးကရခဲ့တာလို့ဆိုတယ်အေးဟုတ်သားပဲနော်ဒါနဲ့ဒီဂျိုမိုရဲ့စပိန်မိကြောင်ကတော်ကြီးမြတ်မဲ့တဲ့ဘလို့ရောက်နေတာလဲဗျဂျပန်ကလေးတပည့်ကြီးကဂျပန်တွေကစစ်ဝင်တုံးကတခါစစ်ပြန်ဆုတ်တော့တခါဒီလိုပဲမြန်မာနိုင်ငံရဲ့တော်ကြီးမြတ်မဲ့တူထဲမှာအနှံ့သွားခဲ့ကြတာမဟုတ်လားအဲ့ဒီမှာဂျပန်စစ်သားတယောက်စီးလာတဲ့စပိန်ကကြာကြံခဲ့တာဖြစ်မှာပေါ့ကွာဖြစ်နိုင်ပါတယ်လေတငယ်မတွေကကျွန်တော်တို့ပြောစကားကိုနားမလည်ရှာငေးကြောင်ရက်နေရှာသည်ဗရမ ्या ကြီးဂျပန်စပိန်ဘာတွေလဲကျွန်တော်တို့လည်းပါလာသောပစ္စည်းများထဲမှာလက်ဆောင်ပေးလို့ကောင်းပြီးအရာများကိုခလေးမလေးအားပေးလိုက်ပြီးတော့ခလေးမလေးကကျွန်ုပ်တို့၏မြို့ပြအသုံးဆောင်များကိုတက်မှတ်စွာလက်ခံခဲ့သည်ကျွန်ုပ်တို့လည်းခလေးမလေးကိုနှုတ်ဆက်ကအပြန်လန်းကိုပြန်အောင်မခလေးမလေးရေဗရမ ्या ကြီးတို့မဟုတ်
ငွေ340နဲ့စပ်ပိန်မိတ်ကြောင့်ရှာဖွေခီးကြမှာအပြန်လန်းကထူးတွေဆက်များမှုမရှိတော်သေးတာပေါ့နှုတ်လို့ဆိုရင်နောက်တော့၄ဦးတွေ့ရအောင်မယ်ညင်ရဲ့သိမြင့်ကိုတို့ပြန်လာပြီဟေးဟဲကိုတို့ပြန်လာပြီဟင်မသိမြင့်ကဦးရောက်ဖားရပြည့်ကြသည်ကိုတို့ရခဲ့ရလားဘာလဲမိမလားမိမလာဟုသောစကားမှာကျွန်ုပ်စိတ်ထဲမှာပြောကျင်သောစကားတဲ့အပြင်မှာကြောက်တကယ်ပြောသည်ကတော့မရခဲ့ပါဘူးကွယ်ရှင်မရခဲ့ဘူးဟုတ်လားရှင်ဟာလေတော်တော်ညံ့တဲ့လူပဲဘာမှသုံးစားလို့ကိုမရဘူးကျုံမှာတော့စိတ်ကူးနဲ့မျောရရတာမောနေတာဟမ်ခုတော့လည်းအလကားပဲသူမျောနေတာကငါမဟုတ်မသိမြင်ကလူကျမ်းမာရေးကိုတစ်စက်မမေးကိုယောက်ျားသေမင်းနှခမ်းဝါကသူတီလေးပြန်လို့လာပါလားဟုလည်းမတွေးသူမလိုပါမပြည့်တော့အခါယောက်ျားကိုအယူပေါ်သဘောထားကဖောက်လေတဲ့ငပိရှိသည်ဟုပဲမထင်တော့အခန်းထဲကိုခြေဆောက်ကဝင်သွားတော့သည်ဒီဟာမနဲ့လုံးပြီးတော့မယ်ဒုံဒုံအော်မိမတဲစိတ်ရှိလက်စီဖနှောက်နဲ့တာပေါက်လိုက်ရတယ်ကဲပြောမကောင်းထုံကျွန်ုပ်တို့လည်းပါလာသည့်ဝန်စီစလဲများကိုတော်ရချရင်ကိုဖျာကိုယူခင်းကပတ်လက်လန့်အပန်းဖြေရတော့သည်ဤလိုမိမမျိုးမရပြုတ်မိမှဆိုကျွန်ုပ်ပြစ်တာတဲ့တနာတဲ့အလကားဟာတွေနောက်အခါရွှေကြောင်ငွေပေါ်မြတ်တော်တို့တေချာရဲ့ကြောင့်ကြောက်မက်ဖို့တောကောင်ကြီးများနဲ့ရင်ဆိုင်ခဲ့ရပုံကြောင်းကိုပြောပြမှာသူမစိတ်ပူမိကြောင်းပြောပေါ်ရတော့သည်ယခုမှဗရမ ्या ရအောင်မဆောင်ကြည့်နိုင်ခဲ့သောကျွန်ုပ်တို့ကိုရန်လူကြီးဘက်မှဆက်ဆံနေတော့သည်ဗရမ ्या မရသူငါရန်သူသူမကထီတဆောင်ထိုးပြီးငွေချေးကသုံးဖြုံးပြနေသူနဲ့တူနေတော့သည်ဗရမ ्या ကြီးရမှာပဲဆိုပြီးတော့ငွေတုံးနဲ့ချေးပြီးမှသုံးဖြုံးနေလားမသိဘူးကျွေးတင်ကျုပ်နဲ့ဆက်လိုက်မယ်အဲ့ဒီဆင်တကောင်အကျွေးပေးရှင်ကျွန်တော်တို့လည်းဂျပန်စပိန်မင်းကြောင့်နဲ့မြတော်ကြီးဗရမ ्या စိတ်ကူးရင်စာချုပ်ကိုဖျားစင်မော်တင်ကမသိမြင်စိတ်မပြေနိုင်သေးသောကာလတွင်အိမ်ကက်တီဟူ၍မရှိပဲရွာရိုးကိုပေါက်၆လေနေချင်းဖြင့်မသိမြင်အမျက်ကိုရှောင်တွင်းနေရတော့သည်ခနေ့ဖို့တော့ရွာမြောက်ပိုင်းကဖိုးရရိုစီသွားမယ်အကောင်းဆုံးပေါ့ဗျာတနေ့တနိုင်ကလင်းတကြီးပါစီရောက်လာသည်အဲ့လေတကြီးပါစီကစောက်အိမ်နေပါလားဟာတကြီးခြေနဲ့ဆက်ကြပါလားပါစီကအရက်ပုတ်တဲ့ဖြစ်စောက်အိမ်ရက်လင်ခြေထောက်မမီရက်မိနေရမြောက်ကင်ကျို့တွေးစောက်အိမ်ပေါ်မှာခုံစင်းကဘေးကိုအလိုက်တင်ပြေးလိုက်ရင်အစိန်ထိန်လိုက်သည်အမဲသူ့ဘရိတ်ကဒီလိုကိုဖူတော်ပါသေးရဲ့ဘရိတ်ကောင်းမှာပေါ့သူ့ဘရိတ်ကလက်ကင်မှာမဟုတ်ဘူးသူ့ခြေထောက်မှာကိုတကြီးပါစီကသူ့စပိန်လေးကိုတရုတ်သေးထောက်ပြတ်လိုက်ပြီကဲဥတုပီတို့တလကိုတဲ့ဘဲပြောင်းနေတာတော့ဗျပျောက်ဆိုရင်ဗရမ ्या ရှာထွက်နေတာလေတကြီးရဲ့ဗျာဗရမ ्या ဘလို့လဲဗျရှင်းပြောပါထိုင်မတကြီးရဲ့ပြောတာပေါ့တကြီးတဲ့စသားချောက်ကိုစီစိန်ကိုစားလိုက်အဖန်ရင်နှွေးတောက်လိုက်ပြီးစီစိန်ကြည့်နေရင်ကျွန်ုပ်ရဲ့ငကားဆိုင်အောင်ဗရမ ्या ကြီးစွန့်စားရှာဖွေခီးချမ်းကိုလွန်စွာမှစိတ်ပါဝင်တော့စွာနားရှင်နေတော့သည်ဟာအဲ့ဒီဂျပန်စပိန်မကြောက်ဟောဗျကျွန်ုပ်ရဲ့စကားဆုံးနဲ့တပတ်စီကဝမ်းသာအားရမိသည်ပြည်တန်ငကားဆိုင်အောင်ဗရမ ्या ကြစိတ်ဝင်စားပဲဘာရင်မဟုတ်သည်ဂျပန်နောက်မိကြောင်မှာစိတ်ဝင်စားနေပါလားပြောစမ်းပါဗျာဘာမှလဲအဲ့ဒါအေးလေငကားဆိုင်အောင်ဗရမ ्या ကစိတ်ကူးရင်ဂျပန်စပိန်နောက်မိကြောက်ကလက်တွေ့တွေကိုဟုတ်တာပဲကင်ဘက်ကလေးကြီးဖျားစင်မော်ကစပိန်မိကြောက်တွေကိုယူပြလိုက်ပါကွယ်ကဲပြစံပြအောင်ကွာဟုတ်ဘက်ကလေးလေအိမ်မော်တက်ကဖျားစင်မှာမိကြောက်လေးကိုယူလာသည်ဘက်ကလေးလက်ထဲမှာမိကြောက်လေးကိုပြင်းသည်နဲ့တကြီးပါစီကဆက်ကနေဆွဲယူလိုက်ပြီးမမောကြီးကထသွားပြီးတော့သူ့စပိန်နောက်မိကောမှာတက်လိုက်တော့သည်ကျုပ်စပိန်နဲ့တော်ပဲပြုတ်ကျုပ်စပိန်မှာအဲ့ဒီမိကြောက်လေးပြောင်းနေတာတစ်နှစ်လောက်ရှိပြီးဟန်ကြနေတာပဲဗျာကန်သွားပြီပြုတ်ကျေးဇူးပဲပြုတ်ပြောဆိုလိုတဲ့တကြီးကစပိန်ကိုအပြေးကလေးတုံးကလွှားကနေကုန်တက်ပြီးတောက်ချစ်တင်ကနင်းသွားတော့သည်ဟာတကြီးမယူသွားနဲ့လေအဲ့ဒါအမတ်တရတိမ့်တာတကြီးပါစီကခေါ်မကြအောင်ကြတော့ဟေးပွားတာပဲမိချောက်ဘူးတော့တတ်တာသွားပြီလူသုံးမှုအသက်ဆုံးခဲ့ရသောငွေမြများကုန်ခဲ့ရသောအသက်နဲ့ရင်းပြီးတွားယူခဲ့ရသောယင်းဂျပန်စပိန်မိချောက်လေးတက်ဆင်လိုက်သည်ဖြင့်တကြီးပါစီစပိန်ကယခုတော့ကဘာပေါ်နဲ့တန်မိုးမြင့်ဆုံးစပိန်စီဖြစ်သွားခဲ့ကြပြီအဖြစ်ပြက်တို့ဖြစ်ပြတက်လာမြချာကျွန်ုပ်တို့ဆရာတွေနဲ့ဦးလဲနှိမ့်စတူကထုံးစံတိုင်းရိုးမတော်တဲ့ဝင်အမဲဖြစ်ပြီးပြန်လားထုံးစံတိုင်းပဲတကောင်းမှမရတော့ကတုတ်ပြီးမြို့ကဧည့်သည်လာတယ်တော့ဟေးဘသူတွေ့တော့ဟဲ့အိမ်ဘောကလှမ်းကြည့်တော့ဘသူမှမတွေ့ဘသူများပါလဲမလှမှုတဲ့တော့ကိုမြလုံရဲ့ညီမလို့ပြောတာပဲဟဲ့လှမှုတဲ့ဟုတ်လားမမမြင်အေးမလှမှုတဲ့ဩမြလုံကကြုံနိုင်လိုက်လာဖို့ချိန်လာတယ်သူညီမဖြစ်မှတင်တယ်ဟုတ်မယ်ကတုတ်ပြီးဟုတ်မယ်ဒါပြအခုသူပဲသွားလဲနေပေါင်းဆက်တွေ့ရဲ့ကျွန်တော်အရင်မေးမရစီအောင်
မမြင်ဟိုလေသူလေးကချောလာဝလာပိန်လားယောကတော့ထားပြီအဲ့ဒါတော့ကိုယ့်ဘာသာကိုကြည့်ပြီးမှဆုံးဖြတ်တော့ဘိုက်ကလေးမသိမြင်ရဲ့စကားကမလှမှုကိုစိတ်ကူးနဲ့ယူခဲ့ရသောဘိုက်ကလေးကိုနေမတိတိုင်တာဖြစ်စီတော့သည်နော်အခုသူကတကြီးစီသွားတယ်ရှင်သူ့စာချုပ်ကိုလည်းသူ့ကိုမြတ်တော်ကပေးသွားတယ်ဗရမကြီးဝေစုကိုမြတ်တော်မရှိတော့ရင်သူ့ကိုပေးဖို့ရပြီးတော့ဟောဒီကျုံမောင်ဘိုက်ကလေးကိုသူနဲ့လက်ဆက်ပေးဖို့ရပါတယ်ကျုပ်ဖတ်ကြည့်ရတာအာအမျော်မြင်ကြည့်လိုက်တဲ့ရွှေရောက်ပါကြီးမြတ်တော်ရဲ့ကောင်းရသူကလေးလာပါစေဗျာအမြနှုတ်ဗရမကြီးမတွေ့ခဲ့ဘူးလို့မြင်ကပြောမပြဘူးလားပြောတာပေါ့ပြောတော့သူကဗရမကြီးမရလဲသူနားလဲပါတယ်တဲ့လောဘတက္ကရာမရှိပါဘူးတဲ့ဗရမမရပေမဲ့စာချုပ်ပေါ်နောက်တစ်ချက်ရဘိုက်ကလေးနဲ့လက်ဆက်ပေးဖို့ဆောင်ရွက်ပေးပါတယ်ဟဲသူကလူကိုစောက်ရှောက်ရင်ပဲတော်ပါပြီတဲ့စောက်ရှောက်မယ်နှုတ်ဒါပြည့်တကြီးစီသွားတာကကျုပ်ဘိုက်ကလေးနဲ့လက်ဆက်ဖို့ကိစ္စအင်းမလို့ဖြစ်နေတော့မမြင်ကလည်းခတ်ပါဗျာစာချုပ်ကိုတောင်းပြီးတော့တကြီးကိုတက်သိခေါ်မယ်ဆိုပြီးတော့ထွက်သွားလေရဲ့ကိုဘိုက်ကိုလက်ထပ်ချင်နေတယ်ပေါ့လေမမြင်ကလည်းဗျာတစ်ဖက်သားအာနာစရာကျွန်တော်လိုက်ခေါ်လိုက်မယ်နော်ခေါ်စရာမလိုပါဘူးတော့ဟော့ဟိုမှာဒါနေကြပြီမသိမြင်စကားကြောင့်ကျွန်တော်တို့နှူသားခြံဝါကိုခြာကနေလှည့်ကြည့်လိုက်ကြအချစ်တကြီးပါစီကလက်ထိပ်တွင်စာချုပ်တရွက်ကိုကန်ရင်မျက်နှာထားတင်းတင်းနဲ့ရောက်လာသည်သူ့နောက်မှာပုတ်လုံးကြီးလှိတ်လာသောခန္ဓာကိုယ်ကိုမနိုင်မနှင်းတည်ပိုးပြီးလာနေသူကမလှမှုဆိုတာဖယားဟမ်မောလိုက်တာကွကဲဥတုပြီဟောဒီစာချုပ်ကခမည်းတော်သဘောတူချုပ်ခဲ့တာဖြစ်တဲ့အတွက်စာချုပ်ပါတိုင်းဆောင်ရွက်ပေးမလားဖယားကိုဖိုင်လှမှုကလေးဗရမကြီးလည်းမမတ်ပေါင်းလှမှုကိုတာမမမရမမပေါင်းရင်ကျင်းနေပါပြီရှင်ဒိုင်းအမလေးအရက်ကတော့ရေစာချုပ်ဖောက်ပြမှုနဲ့တရားစွဲခြင်းလဲစွဲပါတော့အစွဲခံပါမယ်ဗျအခုတော့ကဘာကုန်ကျသေးဘိုက်ကလေးပြေးပြရစီတော့ဗျိုးပြေးပြီဗျိုးကိုဘိုက်ဒီနေ့ကံမကောင်းပါလားနော်